KN Story ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာဆက်လက်နားဆင်ရမှာကတော့ဇလန်းလေးရဲ့အပိုင်း3ဖြစ်ပါတယ်အချစ်တီလို့အမည်ရတဲ့ဇလန်းလေးပါဒါဆိုရင်အခုပဲနားဆင်ကြအောင်ပါရှင်သူခီးသွားနေတာသိကြလို့လားကာယံရဲ့သိကြပါရဲ့ဆိုမှသူကလေကားချိန်ရင်ကြမှာအပေါ်မောကြည့်ပြီးခြေလန်းတွတ်နေတယ်လေကားသိမ့်မြင့်တာတော့မဟုတ်ပဲလေကားထိတ်ဆုံးမှဖြတ်နေတဲ့မောင်ပြပြအရှိတ်မဲတွေကလူချောက်လန့်နေတယ်ပြီးတော့ဒါအပိုင်းပိုင်းဖြတ်ပြီးအသက်ခံထားတဲ့တရေ6တဲဆိုတဲ့အိမ်ကြီးဒရေးကိုကွေးကနေမြူချလိုက်ကလမ်းမြင်နေရတဲ့နိုင်ကြီးကိုကြည့်မိရဲ့ညနေ4နာရီခွဲအစောရှိသေးရတော့အိမ်ကြီးကနေပလေးစီတာလူမနေတဲ့အိမ်ကြီးလိုတိတ်ဆိတ်6တွေ့ချင်းအတီးဖြစ်လက်ဘဲဘက်ကြီးမောင်းနေတာကြောချမ်းဖွယ်ပါပုတ်စော်နန်းတယ်လို့ပဲရွေးထဲမှာနှာခေါင်းကအနံ့ခံအားကောင်းနေသေးရဲ့ကာယကကောင်းကြီးထောက်ခံလိုက်တော့အနှံ့ကကြောက်တဲ့စိတ်ကပါဒီဖြစ်သွားခဲ့တယ်။နေမွန်းတဲ့ဆိုရလူဒီအနံ့တွေနဲ့ဘလို့များနေလဲမသိဘူး။သူကြည့်လိုက်တော့ချောမုံချောပြတ်နေရပဲ။နင်ကြရင်လေကားရဲမှာနေခဲ့လေ။မိုးမချုပ်သေးတာငါဘာသာတက်သွားကြည့်မယ်။ဟမ်ခွဲမနေရဲပါဘူး။ငါနင်းလို့အထုံကြီးဆွဲနေတဲ့သူမဟုတ်ဘူး။နန်းအလဲမကက်အလဲလဲမကြရက်တာလို့ခြေနှင်းပြားလေးတွေဖြန့်ခင်ထားတဲ့လေကတစ်တွေကိုမော့ကြည့်ရင်ဒီလောက်လာတဲ့ပြင်ထားတဲ့အိမ်ကဘာဖြစ်လို့ကြောက်စရာအငွေးသက်တွေနဲ့ပြည့်နေရလဲလို့သူကတွေးနေနေတဲ့စကားလည်းမပြတ်ပါဒါဆိုအဲ့ဒီအိမ်နင်မဲကင်ခဲ့မလားအေးပါစို့ကချင်လိုက်အဟောင်းလေးထဲမှာမီးချက်နဲ့ဖျောင်းတိုင်ရဲ့ကက်ကြီးရဲ့ဓာမြောင်လေးတစ်ချောင်းရဲ့ဒါတွေဘာလို့ပို့လဲဆိုရင်ကာယံဖြေတာကရှို့တန်နာရှို့ညက်တနာညက်ဖို့ဟဲ့လက်ရန်ရှိတဲ့ဘက်ကိုကင်တက်လေအေးပါတယ်လီဖုန်းခေါ်နေလို့သူမတို့အထဲဝင်ကြမယ်ဆိုတော့ဒီလေးကတကားဆောင်လှုပ်ပေးပါတယ်။ကာယံဖုန်းပြောရင်းနဲ့တက်နေပေမဲ့သူကလေကားတစ်ချမ်းအကာမရှိတာကိုအသေးတွေရနေတာလက်ရန်ကိုမလွတ်တမ်းကင်ထားပါတယ်။သူများတွေခြေနှင်းလို့ကောင်းအောင်မွေးပွားကော်စိုးတွေခင်းကြပေမဲ့ဒီလေကားပြတော့ကြောက်ပြားကွက်တွေအမတ်ဖော်ပြီးကတ်ထားသေးတယ်။ခြေတော့မှရေသာပိုင်တော့ဒါမှမဟုတ်ခြေစီထွက်တတ်တဲ့လူဆိုဘယ်လိုလုပ်မလဲတူဟမ်အမလေးမြန်တက်ခဲ့စမ်းပါခိုးကြောင်ခိုးပဲလုံးမနေပါနဲ့ဆိုသူဟာအိမ်ဝဲဖို့လာကြည့်နေတဲ့အတိုင်းပဲအေးပါနင်ကလေနင်ကချိန်ခန်းတွေကိုတွားကြည့်ငါဟမ်နင်နားမှာပဲနေမှာအပေါ်တက်မှာအတူတူရှိနေရပဲလေဟမ်ခါရန်တော့ငါနင်းကိုခင်လွန်းလို့လိုက်လာတာမရဘူးပြောအနာတူရက်လိုက်သေးတယ်ကာယံတက်ပြင်းရှည်ချကခေါင်းခါလိုက်မိပါတယ်အဲ့ဒီခါကျမှနောက်မှာစီးထားတဲ့ခေါင်းစည်းကွင်းရှောနေတာကိုသတိရပြီးခမန်ကရန်ပြန်စုကြည့်လိုက်ပါတယ်အပေါ်ထဲမှာအခန်း3ခန်းရှိပါတယ်တခန်းကနေမွန်းတဲ့အိတ်ခန်းဖြစ်ပုံဖြစ်ကအဲ့ဒီအခန်းကိုဖွင့်ကြည့်တာမရအောင်အတင်းတုံးနေနဲ့လေဟာလောကြနေတာသိရသားနဲ့ကာယံကိုလည်းပြောကမောင်နေတဲ့အပေါ်တဲ့တစ်ထက်လုံးကိုဟိုကြည့်တီကြည့်ဖြစ်နေနဲ့ပကြီးကားတွေကလည်းအသိကြီးတွေဖြစ်ပြီးမျက်လုံးတစ်ဖက်တည်းပါတာနဲ့ကိုကောင်းကိုကင်ထားတာနဲ့မသိရင်ပကြီးကအစုပ်ကြီးတွေကြနေရပဲဆေးချယ်ထားတာကိုကောင်းကိုကင်ထားတာဆိုတော့ကာယံလှည့်ကြည့်လိုက်မိရဲ့သူမှအစမမြင်ခဲ့ပါသူကတော့မြင်တမ်းပတ်ကြည့်နေတာမဟုတ်နောက်ဖေးလေကအစင်းထိတ်ကပကြီးကားတွေကိုကြနာနာဝေးဖက်နေရဲ့ကာယံကြောရဲမှာစိတ်ငနေဖြစ်သွားတယ်ပုံထဲကကင်ထားတဲ့ခေါင်းပြတ်မှာသပင်ရှိတွေတွဲလွဲကြနေတာမို့ဒါဘသူပုံလဲဆိုတာပါသိလိုက်တယ်နှွေမွန်းတရားပကြီးသမားဒါသူမြင်ရတဲ့အတိုင်းပြန်ဆွဲတာများလားဟိုတခါပြဿနာတက်သွားတော့ကလေတရုတ်ကြီးမြင်ခဲ့တာခေါင်းပြက်ကြီးလို့ဆိုရကာယံမေးလက်ကိုဖြတ်ကနေလာကင်လိုက်လို့ကာယံတုံတက်သွားတယ်သူเจ้าမှဆိုလို့ကို့ဘာသာကြိတ်တွေးနေပေမဲ့အလိမ်ပေါ်သွားတယ်သူကမျက်လုံးလေးပြူးကျဲလက်နင်းလက်နေရလားမျက်နှာကိုလိုက်ကြည့်နေလို့ဟိုကြည့်တယ်လို့ဒီကြည့်တယ်လို့လက်ပတ်လွဲလိုက်ရင်နဲ့လာဟိုခန်းတွေဖွင့်ကြည့်ရအောင်ကာယံအဲ့ဒီခေါင်းပြက်ပုံကနင်မွန်းတဲ့ဆွဲတာများလားနော်သူလှုပ်ခဲ့တာကိုတတိယခဲ့ပါရှောက်တွင်းနေပြန်ပြီအဲ့အကြောင်းဘာမှမပြောနဲ့လို့ငါပြောထားတာမေ့နေပြီလားအေးပါငါ့ကိုဒီထဲမှာထည့်ပိတ်ထားဘူးတယ်ဟုတ်လားနင်ပြောတာဒီခန်းလားဒါဆိုရေခဲတက်တာရောအောက်ထပ်မှာဟုတ်လားအောက်ထပ်မှာနင်မြင်ခဲ့လို့လားငါတော့မတွေ့ခဲ့ဘူးကာယံကိုရှေ့ကိုမဲကြည့်နေရကနေလှည့်ကြည့်တာဘာတွေပြောနေရလဲအောက်မှာရှိလားမရှိလား
ငါရောဘယ်လိုလုပ်သိမှာလဲနေမဲအောက်ထက်မှာဆိုမပြောပါဘူးငါမှမသိတာဘူးတူမျက်နှာသွေးဆုပ်သွားတယ်နေမဝင်သေးပဲမောင်မိုက်နေတဲ့တစ်ထက်လုံးကိုကြီးလိုက်စာစားသလိုမျက်လုံးဝေးကြည့်လိုက်ရင်ဘာမှမတွေ့တာပြန်ရအောင်ကာယံနေပါအောင်စတိုခန်းရှိသေးတယ်ဒီလိုအခွင့်အရေးမျိုးထမ်းမရနိုင်ဘူးနင်းသိလားသူကထွက်သွားရင်ညဘက်ပဲထွက်တာညာကြီးကြောင့်ငါလည်းမလာရဲဘူးလေအခုငါတို့ရောက်ကမှခီးထွက်တာလေဒါပထမဆုံးပဲသူ့အိမ်မှာလူဝင်လူထွက်တွေသာရှိတာသူကဘယ်မှမသွားဘူးသွားလဲဘိုးရွှတ်ဆိုခဏလေးဒီတခါတီချောင်းတွေ့အောင်ရှာဖို့ဆုံးဖြတ်ထားတယ်ဒီကိစ္စကြီးမပြီးဆုံးနိုင်သူရဲ့အချိန်တွေကုန်ဘဝတွေဆုံးဒါပေမဲ့လည်းလက်မလျှော့နိုင်တဲ့အဖြစ်ကြောင့်ခက်နေရတယ်ဒီလေးကိုလည်းတနာလာပါပြီအဲ့ဒီချိန်ဟဲအတန်ပိတ်ထားလို့ဖြတ်ကနေလင်းလာတဲ့ဖုံးချောင်းငုံကြည့်လိုက်မိရဲ့သူမရဲ့ဟဲ့တန်ကြောင့်သူကလည်းလိုင်းငုံကြည့်လင်နှွေမွန်းတက်ပြန်လာတယ်ဖျားကြီးနှစ်ယောက်သာပြေးထွက်တော့မလို့ကြမ်းကြားတယ်တိုးဝင်တော့မလို့ခြေလမ်းတွေထုတ်စီးထိုးသွားကြတယ်သူကတကားပြေးကင်တော့လေဟမ်ဘယ်သူလာပိတ်သွားလဲဖွင့်လို့မရတော့ဘူးဖွင့်မရတော့ဘူးကာယံလို့ငိုမဲမဲနဲ့ကလေးလိုငိုတန်နေပါတယ်ကာယံပြေးဖွင့်တာလည်းမရအောင်အဲ့ဒီချိန်အောက်ထက်ကဘာကြတကားကိုဆွဲဖွင့်တယ်ကြားလိုက်ရတယ်လာငါတို့ဒီအောက်ဝင်နေမယ်ဇပွဲခုံနဲ့မန်နေခုံအောက်ကြားမှာမျက်နှာစာလိုက်ကစားကြီးတွေဒီတိုင်းပုံချထားတာရှိလို့နှစ်ယောက်စလုံးအဲ့ဒီအောက်ထိုင်လိုက်ကြတယ်နှွေမွေးတဲ့မသွားဖြစ်တော့ဘူးလားတကူမေးခဲ့လို့ပြန်ယူလာလားဘာပဲဖြစ်ဖြစ်အောက်ထက်မှာပဲပြီးသွားပါစေအဖေါ်တက်လာရင်လေဒီအခန်းမဖွင့်ပဲပြန်ဆင်းသွားပါစေဟိုတကားလေပါရဲခံရပြီးပြီမို့ကာယံအန်လေးကျိတ်လို့ဆူတောင်းနေမိရဲ့ဆူတောင်းတော့ကြာကြာနာနာမပြေးဝခြင်းကိုပြလျက်သူ့လေကတက်လာတဲ့ခြေတန်းတစ်ထစ်ချင်းခြေတန်းနီးလာတာနဲ့အမျှရေခုံတန်းနေမြန်ဆန်လာခဲ့လေသူနဲ့ခေါင်းချင်းဆိုင်ကဒူးတုပ်ပြပြဝတ်ရင်ဟမ်သူမတို့ဆွဲကြုံထားလိုက်တဲ့လိုက်ကာစာကြီးထဲမှာပါလာတာအိမ်ညောင်ကြီးသူအရင်မျက်လုံးပြူးသွားတယ်အဲ့ဒီမျက်လုံးကိုမြင်ကမှကာယံကလိုက်ကြည့်ပြီးမြန်သွားတယ်နှစ်ယောက်အတီးပြုတ်ပြီးရနဲ့အကြီးကြီးထအော်ဖို့သူပါဇက်ကြီးကိုဖြဲလိုက်ရင်ကာယံသူမပါဇက်ကိုပိတ်ထားလိုက်ရကအိမ်ညောင်ကိုဖိအုပ်လုံးပြစ်လိုက်တယ်တည်သွားရင်လည်းမတက်နိုင်တော့ပါငိမ့်ငိမ့်နေခြေတန်းကတစားနီးကပ်လာလို့နှွေမွန်းတဲ့အိမ်မော်တက်ကိုရောက်လာပြီးမှသိလိုက်ပါတယ်အရေးကြီးဆုံးအချိန်မှာဖုန်းစကရင်ကလင်းလာပြီးမြမကြည့်အောင်လက်လွတ်မဲ့ကြံ့ကမှအပြင်ကတိုက်ဆောက်သွားတဲ့အတန်ကြောင့်သူအော်လိုက်မှဆိုကလက်ကိုပြန်ဖိထားတယ်သူခမကိုလေးပါတုံလျက်ပူဝတ်နေတာများဒူးနှလုံးသားမခံရင်ကြံခင်းနဲ့တက်သားတွေဖြစ်သွားနိုင်တယ်ဒီလိုဘာတွေလုပ်နေရလဲခီးသွားမဲ့ဟာပြန်လှည့်လာပြီးပစ္စည်းတစ်ခုကိုယူယုံမကပဲအိမ်အောင်ပြောင်းနှမဲ့အတိုင်းပဲဓာတ်မဲ့စပွဲခုံလာပါလားလေးပင်နဲ့အရာတစ်ခုကိုတရွတ်ဆွဲလာတာလေကားစီကိုလည်းမဟုတ်ဘူးခန်းရှိမှပဲစူညံတန်တွေပြုတ်ကျကွဲရှတန်တွေဖြစ်နေပြီမဲ့ပူကတ်နေတဲ့ခေါင်းနှလုံးမျက်လုံးချင်းမှာစုံသွားကြတယ်ငါတို့ရှိနေမှန်းသိလို့အပြင်ကနေတကားပိတ်နေရများလားလေတံတဲ့တဲ့လေးနဲ့သူမျက်နှာလေးကငိုရမဲ့တိုင်းကာယံကောင်းခါလိုက်မိရဲ့နှွေမွန်းတဲ့ဒေါသကြီးပေါ်ရအတဲမှာသူမတို့ရှိနေမှန်းသိနေလေဒီလိုကိုယ်ပဲရှောင်လွဲတဲ့နီးနဲ့ဖော်ထုတ်ဖို့လုပ်နေမှာမဟုတ်ဘူးတကားကိုစောင့်တိုက်သွားတဲ့အတန်နှစ်ချက်ကသူမတို့ညောင်စလုံးကိုကိုင်လုတ်သွားသလိုကျမ်းပြင်းနေပါတုန်ခါသွားပါတယ်ဟုတ်တယ်ကာယံဒီခန်းရှိမှာပဲလုံနေတာငါတို့ပိတ်ဖမ်းတော့မယ်ဒီလူကြီးကလူသက်တယ်မှာငါတို့သူဘာလုပ်မှမသိဘူးသူကိစ္စနဲ့သူပါကြည်နေခဏနေသူပြန်သွားမှာသူကမျက်ရည်တွေဝဲလဲခေါင်းတစ်ချက်ခါတယ်ပြီးတော့ခြေတံတတောက်တောက်ကအိမ်ပေါ်ဖက်နဲ့စီးပြီးတော့တက်လာတာတိတာနေတာမို့သူအရေးတကြီးပြန်လှုပ်စရာကိစ္စရှိနေတာပဲလို့ကာယံအတွက်တယ်ထွက်ရတော့မလားပြင်လိုက်တိုင်းအတန်တကူကြားနေရလို့အချိန်တွေကြာလာတယ်နှစ်ယောက်သာလက်ဖြားအေးနေရင်နဲ့ချွေးတွေပြန်နေတယ်နောက်တဲ့အတန်တိတ်အောင်စောင့်နေကြရင်ကာယံတတိယလိုက်တာခုနဖုန်းဆက်ဝင်လာတာဒီလေး message တစ်ခုခုပို့တာလားတတိယလို့ထုတ်ကြည့်လိုက်မိရဲ့ပြန်ထွက်သွားပြီးမြန်ထွက်ခဲ့ကြဟမ် message ကိုပြန်ပေးဖို့ပြင်မယ်သူကမြင်သွားပြီဖြစ်ကတယောက်ကိုတယောက်ကြည့်ပြီးကြက်တီတီးသွားခဲ့ကြတယ်နှွေမွန်းတရားရောက်လာပြီးပြန်ထွက်သွားတာဆိုရင်အခန်းရှိကနိုင်ဝက်လောက်ကြာနေရတဲ့အတန်တွေကပါလေခိုင်ရန်ငိုတန်ပါနေုံမကသူမျက်ရည်တွေပြေးတက်လာပြီးဖြစ်တယ်သူမကြောက်အောင်ကိုကပေါ်ပါဟန်နဲ့ဖုံးမဖြစ်မယ်
ကာယံမကြောက်ဖို့ကောင်းခါပြလိုက်ကခြုံထားတဲ့လိုက်ကစားကြီးကိုဖယ်ပြီးအပြင်ထွက်လိုက်တယ်။နှစ်ယောက်တူတူပိတ်နေတဲ့တကားနာကိုကတ်လာခဲ့ကြတော့ကာယံလက်ကိုလာဖက်လိုက်တဲ့သူ့လက်လေးတွေအေးဆက်တုံးရင်းနေတယ်။သူမလက်တွေကိုထက်ဆုပ်ကန်လို့အားပေးမိပေမဲ့ကိုလက်တွေလည်းအေးနေတာတကားဖွင့်မို့လဲစိတ်ကမရဲဘူး။ကြောက်နေခြင်းနဲ့တကားဖွင့်လို့မရရင်သူပိုကြောက်တော့မှကိုသိလို့ပါ။နေငါဒီလေးကိုဖုန်းခေါ်လိုက်တော့မယ်။ဘယ်သူမှမရှိတာ။အာတကားတဲ့ချက်လုံးတုန်ခါသွားလို့နှစ်ယောက်စလုံးလမ်းဖြန့်အော်မိကြကခြေလမ်းတွေပါသုံးလမ်းလောက်ပြန်ဆုပ်သွားကြတယ်ဒီလေးရေကာယံတို့တကားလာဖွင့်ပေးပါထွက်လို့မရတော့ဘူးအပေါ်ထဲမှာဖုန်းခေါ်ရတဲ့အခြေအနေမှာလက်တုံချီတုံတွေဖြစ်လာတာထိန်းလို့မရပါဟင်ညီတို့ကိစ္စလုံးနေကြတာမဟုတ်ဘူးလားဘယ်တကားလဲဘသူလာပိတ်သွားလို့လဲနွေမွန်းတက်ဝင်သွားတာအပေါ်တွေပါတွေတက်တဲ့ပုံမရှိပါဘူးခဏလေးပါသူရဲ့မျက်ရည်ချင်းအမတ်တွေထမ်းမြင့်သွားတယ်ဒီလေးမြန်လာပါကာယံတို့ဝင်တဲ့မလဲပေါက်သိတယ်မို့လားအဲ့ကဝင်လာခဲ့နေမွန်းတဲ့အင်းတကားတော့ပိတ်တက်ပြီးမယ်ဓာတ်ပေါက်မချန်စီငါပိတ်ထားပုံမလုပ်တတ်ပါဘယ်နေရာဘလို့တိုးဝင်လို့ရတယ်ဆိုတာမသိတာလားဂယုမဆိုင်တာလားဒီလေးလားရင်အေးဟုတ်တယ်နေပေါင်းအေးအခန်းရှိမှာပစ္စည်းတွေလေးတာရောပေါ့တာတွေရောစုပုံနေရပဲကာယံတို့မျက်လုံးချင်းစုံသွားကြတယ်သူမတို့တရေ6ခံရပြီးမှအစကလေးကတိနေပြီမဲ့အခုပိုသေးကြသွားတယ်ဒါမဲ့ဒီလေးရှိနေတာမို့အသက်ရှူချိန်ရနေသေးတယ်ဟမ်ဒါရီတကားလေးဟသွားတာနဲ့သူမတို့ဒိုးထွက်လိုက်ကြတယ်အပြင်မှာတအိမ်လုံးမှာရှိသမျှထိုင်ကုန်နေဒီမှာစုပုံချထားသလားထင်ရလောက်အောင်ခုံကြီးခုံသေးအကျိုးအဆုပ်အကုန်လုံးစုပုံနေတာမကြည့်နဲ့လာမြင်ထွက်ရအောင်ဒေါ်သိရင်မြင့်အခြေအနေမကောင်းတော့တာကိုသိလိုက်လို့ကလေးတွေကိုဥဆောင်ပြီးအပြင်ထွက်ခဲ့တယ်။ဒါမဲ့လေကားတဲ့ရောက်ကမှသူမြောင်ဝန်းတာမှာလှူရှားသွားတဲ့အရေးလိုတခုခုဟာသတိပေးလိုက်တယ်လို့ဖြစ်သွားလို့လဲကြည့်လိုက်မိရဲ့။အဲဒီခါမျက်လုံးနဲ့တမ်းမှတ်နေတဲ့အရာကခေါင်းပြက်ပကြီးကားကြီးဖြစ်ကကင်ထားတဲ့ခေါင်းပြက်ကလဲပင်းပေါ်ပြန်ရောက်နေတယ်။ဒါပြင်မျက်လုံးတွေဟာသူမစီစွေဆောင်ရှိလို့နေလေ။အာတူအော်တန်နဲ့တူလေကားကိုပြေးဆင်းသွားလို့ဖန်ဆွဲလိုက်ပြီးမဲ့မမီပါဒါပြင်တူလေကားပေါ်နဲ့ဒလေးကောက်ကွေလေးကျသွားခဲ့ပြီလေကားကွေအရောက်မှာအောက်ထက်ကျမ်းမြင့်ပေါ်ဘုံကနေပြုတ်ကျသွားတယ်လှုပ်ကြပါဦးတူအဲရှေ့ကိုလမ်းမြင်ရပြီဆိုရစူညံအော်ဟစ်နေတာတွေကအရင်နားအယုံကိုလှုံ့ဆော်တယ်မန်အနှဲငယ်ချလိုက်တာနဲ့မျိုးသမီးကြီးတယောက်ရဲ့ငိုတန်မှာအော်ဟစ်တန်တို့ဟာဖုန်းတကောဆက်ကြည့်ငါ့ရဲ့ရှေ့ကိုဖျက်လျှောက်ကြည့်။နဲအောင်ငါတို့ဘာလုပ်မလဲဆိုတာအမုတ်ကြိတ်ပြစ်မယ်။ဒီတခါငါညမကိုမရအောင်လှုပ်တဲ့ကောင်မအယူမတရေရှာရင်းနဲ့ယူနေတဲ့အယူမသူများကိုဒုက္ခပေးဖို့တော့တက်တယ်။ဟဲ့ဟာမဒီလောက်ဆဲနေတာမကြည်နိုင်ရင်ထွက်ခဲ့လေ။မျိုးသမီးကြီးတယောက်အမျိုးသမီးငယ်တယောက်နဲ့ဆယ်ကျော်တဲ့အရွယ်ယောက်ျားလေးတယောက်ကဒုတ်တို့တချောင်းကိုကင်ထားလက်အမျိုးသမီးတွေဘေးကနေပစိုးမှပြီးခေါတုံခောက်ပြန်ရှောက်နေတယ်။မိန်းမတွေကအထဲကတယောက်ကိုစိန်ခေါ်ထုတ်နေပြီယောက်ျားလေးကတော့ထွက်လာရင်ရိုက်ဖို့စောင့်နေရလားကားကိုအချိန်လျှော့လို့အသာလေးလိမ့်သွားလိုက်တယ်သူခီးထွက်နေတာတပတ်ကြာသွားတယ်ဒီမှာဘာတွေဖြစ်နေအောင်မသိပါနောက်တစ်ခါနင်းအမတရေမအောင်နင်းမသာရှာအဲ့ဒီတရေမအဆွဲပေါက်နေတဲ့ဟုတ်ဘလူးဖြစ်နေပြီဘလူးမအယူမကိုစားလေတည်းဆိုတဲ့တရင်ကြားရပါစီကိုချိုးတက်ပါစီပြောနေနေအသေးတွေရှားလာပြီးဖဲ့စမ်းအကြီးမမျိုးသမီးကြီးဟာထမိန်တူတူဝစ်လိုက်ပြီးပိတ်ထားတဲ့ခြံနှကားကိုကင်ပြီးတော့ဟဲ့ကောင်မနင်ထွက်လာလေငါတို့ဝိုင်းမလုပ်ဘူးတယောက်ချင်းပဲလာခဲ့စမ်းမလာရဲရင်လေတသက်လုံးမှတ်နောက်ထပ်တစ်ခါဆေးရုံလာကြည့်စမ်းတက်တိရှင်လာခဲ့စမ်းပါကောင်မလာသွားတာငါမသိလိုက်လို့တောက်ခွက်ပြောင်းတာပြစရာမရှိဘူးငါသမီးကိုကိုမဝင်အောင်လှုပ်ပြီးပြောင်းလိုက်တဲ့အခွက်စကားအများကြီးမပြောနဲ့ဗျာခေါ်ထုတ်လိုက်စမ်းပါအဲ့ဒီမိန်းမကိုရှဲကိုမဲနေကြလို့နောက်ကကားကိုတတိမထားမိကြအောင်လဲကြည့်ပြီးတော့အနဲ့အောင်မစီးတီကိုမြင်လိုက်လေချက်ချင်းဘေးရှဲသွားကြတယ်နှွေမွန်းတဲ့ကားပေါ်ကဆင်းလိုက်ပြီးဘသူ့မှမကြည့်ပဲခြံတကားသွားဖွင့်တယ်ဘေးမှာဒုတ်ကင်ထားတဲ့ကောင်လေးဘက်ကိုလှည့်ကြည့်လိုက်ပြီးဆိုတော့မိမတွေခေါ်ထုတ်ပြီးမင်းကရိုက်မယ်ပေါ့ဒီလိုနှွေမွန်းတဲ့ဆိုတာသိလိုက်လို့ကောင်လေးနောက်တွန့်သွားတယ်မျိုးသမီးညောက်ကကောင်လေးစီကမကရန်ပြေးသွားပြီးတော့စုယုံရက်လိုက်တယ်အားလုံးကိုကြည့်ပြီးအဝေးရခေါ်ထုတ်မနေနဲ့အထဲဝင်ခေါ်လိုက်
ကောင်းလေးမျက်နှာကဂျေးကန်ကန်အန်ကျေးလိုက်ချင်တယ်ရှေ့ကိုခြေလန်းတိုးလင်မလုံးနဲ့သူ့ချန်နဲ့မဝင်သွားနဲ့လာရရဒီလူကအိမ်ကိုတခါမှပြန်နေဆိုလိုပါလူသက်သမားဆိုတဲ့အသီးစိတ်နဲ့ခြေကန်နောက်ဆုတ်နေကြတာကြည့်ပြီးနွယ်မွန်းတဲ့မျက်မှောက်ကုတ်သွားတာမဝင်ရဲ့ခုချက်ချင်းထွက်သွားကျိုးတို့ပါလားခြံရှိမှဘလို့နေပေါ့ကောင်းလေးတဲ့အတန်ထွက်လာတာနဲ့နွယ်မွန်းတဲ့ခြေလန်းနဲ့ရောက်သွားကကောင်းလေးလက်ထက်ဒုတ်ကိုဖြတ်ကနေဆွဲယူလိုက်ပြီးအမလီလှုပ်ကြပါဦးတင်ပါအောင်တအားလွှဲရိုက်ပြလို့ကောင်းလေးကောကနေဖြစ်ကဒူးထောက်ကျသွားတယ်သူမတို့အနဲ့ကြားဆွဲထုတ်နေကြတော့နေမွန်းတဲ့ခြေလန်းကျဲတွေနဲ့ကားစီရှက်သွားတာမြင်လဲလက်နဲ့ယူတဲ့ထင်ကတယောက်ကိုနှစ်ယောက်ကဆွဲလို့အပြေးလာထွက်သွားကြတယ်နေမွန်းတဲ့ပြန်လာတာတော်တင်ကြီးမြခရဲရဲ့ပြောပြီးတရှိုက်ငိုတဲ့တူမဖြစ်သူပခုံးလေးကိုဖတ်ထားလိုက်တာတိတ်တော်သမီးတီးခံလိုက်တာဒါနောက်ဆုံးပဲဘသူကြောင့်ဖြစ်ရတာဖြစ်ဒါကန်ကြမှာပဲကြံခဲ့တဲ့လူကြီးနေမဲငါစားလာဆဲနေတာတော်တော်လွန်နေပြီကာယံတို့ဆဲနေတာကိုဘာမှမခံစားဘူးတီလေသူအတွက်ခံစားနေရတာသူတော့တမန်သိရနဲ့ကာယံခေါ်သွားတာကာယံတော့ကိုလည်းရည်ရွယ်ပြီးလှုပ်တာမှမဟုတ်တာဖြစ်သွားတာကိုမကြည်နိုင်လေဒီလိုအကျိုးကြောင့်တွေဖော်ပြီးဆဲဖို့မလိုဘူးလေပညာတတ်တွေဖြစ်ပြီးအရန်အောက်တန်းကြတယ်တီလေးစာနာစိတ်နဲ့တီးခံနေလိုက်တာနောက်ထပ်လွန်လာရင်တော့မရတော့ဘူးနေမှုတဲ့မောင်းဝင်လာတဲ့ကသူ့ရဲ့ရှေ့မှာစောင်းခုံရက်သွားလို့ဒေါ်သေးကမြပြောလက်စစကားတော့ရက်သွားပါတယ်အပြစ်မှာပါရီကြားခဲ့လို့ဟိုမိန်းမတွေနဲ့ဘာဖြစ်လာလဲဒေါသအတိုင်းတောင်ကားရက်သွားတဲ့ပုံစံမြင်တာနဲ့တွက်မိပါတယ်ဒီဘက်ကိုတခြားမှမကြည့်ပဲအိမ်ထဲဝင်သွားရင်ပင်သက်ဆိုင်မိပေမဲ့တိတ်မကြလိုက်ခင်နေမွန်းတဲ့ကခုံလွှမ်းလာတဲ့ခြေလမ်းမျိုးနဲ့ရောက်ချလာကဒေါ်သိငင်းမြင့်မင်းအိမ်ထဲကိုငါတို့တခိုးကျန်ဝင်အောင်ခြေရလက်ရဖျောက်ဖို့တတိယအောင်မှာတအိမ်လုံးပြိုလဲရှုပ်ပွားနေအောင်ဘာလုပ်ထားရလဲခမကြီးတယောက်လုံးရှိနေတာနဲ့လူကြီးဖြစ်ပြီခမနေမွန်းတဲ့ခမကိုပြောခိုင်းနေတာမဟုတ်ဘူးမင်းပြောခိုင်းမှပြောစေချင်ရင်ကြားလို့တော်မယ်စကားမျိုးမင်းပြောလေသူများရင်လည်းခိုးဝင်ခိုးထွက်လုပ်နေတဲ့လူတွေကိုဘလို့အကြားတော်အောင်ပြောရမလဲအိမ်ရှိမှာစိန်ခေါ်ထုတ်နေတာကုတ်နေတယ်ဒီလိုတက်တီမျိုးနဲ့ဟုတ်တယ်မင်းလိုတက်တီမရှိဘူးရပြီလားကာယံမျက်ရည်တွေပို့ပြစ်ကဒေါ်သိငင်းမြင့်ရှိကိုခြေလန်းကျူးလိုက်ပြီးတော့ကျမဘာလုပ်ချင်လဲဆိုတာရှင်သိတယ်ဘာလုပ်ဖို့ရွယ်ချက်နဲ့နေနေတာမှန်းလဲရှင်သိနေတာပဲအဲ့တော့ငါ့အိမ်ထဲဝင်ပြီးကြိုက်တယ်လို့တပုံမွေပါလို့ငါခွင့်ပြုခဲ့သလားရှင်ခွင့်မပြုမှန်းသိလို့မရှိတော့ဝင်တာလေကျမတို့အဲ့လိုရှုပ်ပွားအောင်လုပ်ခဲ့တာမဟုတ်ဘူးရှုပ်ပွားကောင်အောင်ဘာမှလည်းမလုပ်ရသေးဘူးကျမတို့ပြန်ဆဲမှကျမတိုင်ငယ်ချင်းလီကားပေါ်ကလှိမ့်ကြလို့ကိုမဖြစ်တာနဲသေးတာပဲသူမဟုတ်ပဲမင်းဖြစ်ပြီးပွဲချင်းပြီးရမှာကာယံနှုတ်ခမ်းလေးကပ်လိုက်ပြီးသူပြောသမျှအန်ကျိတ်နေလိုက်ပါတယ်ငါပြောတာကိုသိချာနားထောင်ပြောပြီးသွားကြစီတဲ့အန်ကျိတ်တန်နဲ့မင်းအမောင်ငါဘာမှလုပ်မထားဘူးငါဒေါသနဲ့ငါကျိန်းမောင်းပြောခဲ့တာငါပြစ်ချင်တာငါလုပ်ချင်တာတွေပြောပြီးကျိန်းဝါခဲ့တာအဲ့တော့ငါတရက်ခွင့်မယ်တက်ပြီးမင်းစိတ်ထိုက်ရှာနောက်နေ့ငါချံဝန်းနေရပြောင်းဒူဝိုင်းညလုံးဝမ်းသာသွားကြတယ်ဘသူကရောဒီလိုနေရာမှာနေချင်နေလို့လဲအိမ်ကိုဒီတိုင်းထားခဲ့ပြီးနေမွန်းတဲ့ကကားမောင်းထွက်သွားတယ်တကားပွင့်လျက်မို့မနေရပြောထားတဲ့အတိုင်းနေ့ရက်သာအိမ်ထဲဝင်ရမိရတယ်ဒါမဲ့သူနဲ့တော့ဟာလို့ဘာတန်ညာတန်မှလည်းမကြတယ်လို့မတင်ကစားအောင်လန်းပညာဘာတစ်ခုမှလည်းမတွေ့ဘူးဆရာမကြီးပြောသွားတဲ့ဇာတ်ကိုတတိယကတခုခုတော့တွေ့ရမယ်ဆိုရဲမျောလင်းချက်နဲ့နေရအနက်အထက်ရှာတယ်ဒီလေးရတယ်အဲ့ဖြစ်စီတိမ်ပေးမနေပါနဲ့ဒီမှာဝိုင်းရှာပါအောင်ဆိုအိမ်ထဲမှာမောင်မနေအောင်ဘေးဓာတ်ကားတွေအကုန်ဖွင့်ထားလို့လင်းနေတယ်အချင်းကလည်းမနဲ့ဆက်နိုင်လောက်မို့ကြောက်လန့်ဖို့လည်းသတိမရပါဒေါ်သိငင်းမြင့်ကလဲပြို့ထားတဲ့ပစ္စည်းတွေနဲ့ထိတွေ့လိုက်တိုင်းခုံလေးဆွဲထောင်လိုက်ဇပွဲလေးဆွဲထူလိုက်နဲ့လူကြီးပြပြအမြင်မတော်တိုင်းတင်းစီသွားတတ်တာကာရတော့သူ့ကိုတတိယတိုင်းမျက်ရည်လေးဝိနေတတ်ပါတယ်ပစ္စည်းတွေသိမ်းတာအကျိုးမရုပ်ပါဘူးအေးဒီမှာငါဒါတွေရတယ်ဟမ်ထေကနေပြက်သွားတာဝမ်းသာတာလားသွေးစိုးနေတဲ့ဓာတ်ပုံကိုမြင်လိုက်လို့လန့်သွားလားမသိပါဒီလေးလက်မှလည်းသွေးတွေထွက်နေတယ်ဓာတ်ပုံကသွေးရနှစ်ဟောင်းကသွေးတွေမှန်တိတာနေပေမဲ့ဒေါ်သိငယ်မြင့်လက်မမှာလည်းသွေးတွေရမ်းနေလို့ကာယံလန့်သွားတယ်ဟုတ်တယ်အဲ့ပုံကညံ့နေရလေဆွဲယူလိုက်ရင်ကရှမိသွားတာနည်းနည်းလေးပါဘာမှမဖြစ်ပါဘူးဒါဆိုခဏပြန်ဆင်းမယ်လေအရက်ပြန်လေးစွတ်ပြီးစေးရပါတယ်ဆိုညီလည်းဘာမှမတွေ့ဘူးမို့လားဒီသပင်တွေကရေခဲတစ်တာတွေကခွာယူခဲ့တာသပင်တွေဒေါ်သိငယ်မြင့်ကအင်းတလုံးပဲဖြေကသပင်တွေကို
တွေးတဲ့ဘူးလေးတစ်ခုတည်းတေချာထဲ့နေတယ်ဒါပြင်မျက်ရည်တွေလည်းဝိနေတာတနာစရာငါတူမလေးလို့တိုးတိတ်စွာပြောနေတယ်တေတဲ့လူရဲ့အစိတ်ပိုင်းဆိုဒါတွေလည်းရတာပဲမို့ကြားဘူးနာဝအရာတေချာသိမ့်နေခြင်းဖြစ်ပါတယ်ဓာတ်ပုံရဲ့သပင်ရဲ့ရပြီမို့အထက်လန်းဆရာမကြီးတောင်းပန်ပြီးအကြောင်းကြားမယ်ဘာမှအကြံပြုပြောပြတာမရှိရင်လေကို့ဘာသာဖျားဆင်ရှိမှာပဲမီးပုံရှိုးပြလိုက်မယ်။ကာယကတော့အတော်ဖြစ်သူကိုမတွေးပါ။သူမရှာနေတာကအစရင်ပစ္စည်းတွေနဲ့တူတဲ့ပစ္စည်းအတူစားတို့သာဖြစ်ကာဒီလေပစ္စည်းတွေကိုသူ့ဝက်ထားပြီးမှထွက်သွားတာမဖြစ်နိုင်ဘူးလား။သူကကာယံတို့ပြောင်းသွားအောင်တမင်ညံ့စင်နေတာ။ဒါမဲ့သူ့ပုံစံညာနေရတော့မတူဘူးကာယံ။နောက်ပြီးသူသားတကယ်အစရင်တွေလုံမထားခဲ့ရင်တေသူရဲ့ပစ္စည်းတွေပြန်ရှာပြီးစုပ်ပုံမီးရှို့လိုက်တာနဲ့ဘဝကူးသွားလို့ရတယ်။ဒီလေးကိုဘယ်သူပြောရလဲ။ဘယ်သူမှငါညီးထက်နှစ်20ကျော်လောက်ထမင်းအရင်စားလာတာပါအေးညီးထက်ကြားဘူးနာဝရှိပါတယ်ဒီလေကအဲ့လိုသိနေတာဟုတ်ချင်ဟုတ်မယ်ကာရတော့သူဘာမှလုံးမထားဘူးဆိုတာမယုံဘူးမယုံသေးလဲသူ့ဘက်ကဒီထက်ပိုပြီးဘာမှရတော့မှာမဟုတ်ဘူးရှာတာဖွေတာတွေတော်ပါတော့ကာရန်ရဲ့တိတ်တိုက်ကိုပြန်လက်ခံမှုလဲတမီဆုံးဖြတ်ပြီးပြီမို့လားသူ့အတွက်ဒီလေးတို့လုံနိုင်သည်များလှုပ်ပေးခဲ့ပြီလို့သဘောထားလိုက်ရအောင်နော်ဒီလေးစကားကိုဒီတစ်ခါနားထောင်ပေးပါဒေါ်သိန်းကြီးမြဂရီတောင်းမိမယ်ကာယံခေါင်းခါလိုက်မှလေးစိုးကတွေးတဲ့အဝတ်စတစ်ထည်ကိုလှမ်းယူပြီးသပင်ထည့်ထားတဲ့ဘူးလေးဓာတ်ပုံပေါင်းကိုလေချထုတ်သိမ်းလိုက်ပါတယ်ထိုနည်းတူအလုံးမရှိအလုံးရှာနေလိုက်ပြီးပြန်မယ်ဒါဆိုလဲမမပစ္စည်းတွေကြမနေအောင်ထပ်ရှာအောင်မယ်ဒီတရက်ပဲအခွင့်ရေးရတာ哦စိတ်ကြိုက်တာလို့တော့ဒေါ်သိန်းကြီးမြပါရောတဲ့ရှာဖွေနေရင်အိမ်ဘောကဆန်းလာတော့အဝတ်ထုတ်တထုပ်စာပါလာခဲ့တယ်မနေ့ပြန်ဘာတွေဖြစ်လာမလဲဆိုတာတော့ဘယ်သူမှမသိပါဒီကိစ္စကိုရှင်တို့အစကတည်းကလှုပ်ပြက်တဲ့နာ10နှစ်လောက်ကြာပြီးမှဆိုတာဝိညာဉ်တစ်ခုအင်အားကြီးဖို့ဓမင်အခွင့်ရေးပေးထားခဲ့တယ်လို့ပဲဆရာမကြီးနဲ့ဆက်သွယ်ဖို့ဖုန်းနဲ့အရင်စူးစမ်းကြည့်ရတယ်သူမဘက်ကလက်ခံမဲ့စကားမရခင်ပြစ်တင်စကားတွေကြီးလာနေကြလေမကောင်းဆိုးဝါးဖြစ်သွားတဲ့ဝိညာဉ်ဆိုရင်တော့သူဘလောက်ထိလုံနိုင်တယ်ဆိုတာသူ့ဘာသာသိသွားတာနဲ့တဆင့်ပြီးတဆင့်စိုးလာမှာပဲအခုဟိုကောင်မလေးဖြစ်သွားသလိုဆရာမကြီးအဲ့ဒီကောင်မလေးကသူ့ဟာသူလေကားပေါ်ပြုတ်ကြတာပါအဲ့ဒါကျမတို့ရှေ့တယ်မကောင်းဆိုးဝါးဘာလို့လိုက်တယ်လဲမသိပဲနဲ့ရှင်တို့အဲ့လိုမြက်ကန်းတက်စီမကြောက်လုံနေကြလို့ခတ်တာအဲ့ဒီဝိညာဉ်အဲ့ဒီအိမ်ထဲမှာပိတ်မိနေတာ10နှစ်10မို့နော်စာတော်ကတမျိုးစီလေဖြူပြဿနာပြီးတာနဲ့မန္တလေးရောက်သွားခဲ့တာကာယံကိုယ်တိုင်စိတ်ဝေဒနာခံစားနေရတာရောမိဘတွေကျမ်းမာကြီးကတစ်ဖက်ဒါတွေကိုပြောခဲ့ပြီးထင်ပါတယ်ဒါပေမဲ့ဒီကာလတွေကိုပဲထည့်ပြောပြီးအပြစ်တင်နေတာမပြီးနိုင်ပါရန်ကုန်ပြောင်းလာတော့ရောဒီလောက်တောင်တရေ6ပါတယ်နာမည်ကြီးနေတဲ့ခြံကြီးတဲ့ကိုဘယ်သူကဝင်ထည့်ရဲခဲ့လို့လဲဒါတောင်ကာယံကြိုးစားနေကြတာဇွဲနဲ့ပဲနေပါဘာတဲ့လဲဒီလေရလာတာကိုမီးရှို့လိုက်တဲ့ထပ်ပြစ်လာရင်သူဆွဲလန်းတဲ့ပစ္စည်းမကုန်သေးလို့တဲ့မဟုတ်ဘူးသူပြောတဲ့အစင်ရန်လှုပ်ထားတဲ့ပုံစံရှာမတွေ့တာကိုလေဒီလေအဲ့ဒါမပြောပြလိုက်ဘူးလားပြောပါတယ်ကာယံရဲ့သူမလုပ်ဘူးဆိုတာဖြစ်နိုင်တယ်တဲ့ဒါမဲ့အစင်ရန်လှုပ်မလှုပ်လို့တရေကအင်အားကြီးလာရင်သူ့စာနာနဲ့သူပဲတဲ့တကယ်အစင်ရန်လှုပ်နေပြီးမနိုင်နှင်းတော့ရင်လှုပ်တဲ့သူမှတော့မှအန်ဒီရရှိတယ်တဲ့ပြောတဲ့ပုံကဖြူကသူကိုယ်တိုင်ကကတ်တွင်နေတာဆိုရင်ဒိုးအတွက်လည်းအန်ဒီရကြီးနေပြီတဲ့ပစ္စည်းတွေရှာလာခဲ့တယ်ဆိုတော့ဆရာမကြီးပုံစံကအထိတ်တလန့်ကြီးသူ့ကကြောက်နေတာသိလားအဲ့တော့အခုမကူညီနိုင်ဘူးတဲ့လားငါတို့တွေတောင်အမြန်ဆုံးအပိတက်ဖို့ကြိုးစားရမယ်ကာယံပြီးရင်တော့မန္တလေးပြန်ပြောင်းကြမယ်ကာယံလည်းဒီမှာတရက်4တောင်မနေကြမအောင်တီလေးရဲ့ဒီလိုပါဖြစ်လို့ဝေးလေကြောင်ဘက်တွေပြောနေရလဲစဉ်းစားလို့ကိုမရဘူးသူပြောရလဲဖြစ်နိုင်ကြတော့ရှိတာပဲအေးမယူဘူးဆိုရင်တော့လူတက်နေတဲ့အချိန်မှာတော့အသီးစိတ်ပြောင်းနေမှာပဲတောကြားတောင်ကြားတွေမှာဆိုရင်တောရဲရောက်ရင်ဓားကင်မထားရဘူးဆိုရဲအယူသီးမှုတွေတောင်ရှိကြတာဓားကင်တဲ့လက်ကိုအပမိပြီးအကောင်ကြီးကနေအနားလူဇက်ဘိုးထခုတ်ပစ်တာတွေအဲ့ဒီအချိန်မှာသူလည်းမကောင်းဆိုးဝါးစီးနေတာဖြစ်နိုင်တယ်အရိညာရေတံကြီးနဲ့ပြောသမျှစကားတွေကိုကာယံတရိယာနေပါသေးတယ်အခုချိန်မှာရှိနေတဲ့ပုံစံနဲ့အဲ့ဒီအချိန်ကပုံနဲ့တခြားစီပါဒါပေမဲ့သူပြောခဲ့တာသူသိပါတယ်သူဘာလုပ်ခဲ့တာအားလုံးသူမှတ်မိနေတယ်ယူခဲ့တာကိုထဲ့တွေးဖို့လိုသလားပြီးတော့မမကိုတတ်ဖို့ကြိတ်ကြံနေခဲ့တာမှန်ဒီလိုတွေလုပ်ဖို့ဆရာတွေဘာတွေရှာထားတာရောမဖြစ်နိုင်ဘူးလားဒီလေးကသူမလုပ်ဘူးပြောလိုက်တာနဲ့ပဲယုံသွားတာလားအခုသူ့အိမ်တအိမ်လုံးကိုရှာခိုင်းထားတာပဲလေ
သူသေးချာဝဲရှူထားပြီးမှရှာခိုင်းတာဆိုရင်ရောအဲ့လိုဆိုလဲငါတို့ဘာမှထောက်လို့မရတော့ဘူးလေဒါကြောင့်တာရီဖြောက်ဖြက်ပြီးပြန်ရအောင်ပါသမီးရဲ့ဆရာမကြီးကဘာလုပ်ပေးဖို့မလုပ်ဘူးတဲ့ညနေမောင်ရီဖြိုးပြခြင်းအလင်းလဲမပြီးအမောင်တို့လည်းမရောက်ခင်မီးရှို့ပြစ်လိုက်တဲ့ဒါဆိုလဲရှို့ပြစ်လိုက်တော့လေတီလေးရဲ့ပစ္စည်းတွေစုံအောင်ခြံထဲမှာထည့်ရှာအောင်မလားခိုင်ရန်ကောင်းခါလိုက်ပါတယ်ဒီလေးပဲမီးရှို့ဖို့လှုပ်လိုက်တော့အန်ဒီရဲ့ကြီးရလို့ဆရာမကြီးပြောထားတယ်ဆိုတော့ဖះကွန်တော်လေးရွတ်ပြီးတော့လုံတော့ဒါမှမဟုတ်မြတ်တာတုတ်လေးရွတ်ပြီးအမလီလူကြီးကိုသူကဆရာလုံနေပြန်ပြီအခုစောရှိသေးရဲ့နောက်နေ့ငါတို့ရွှေ့ကြမယ်သဘောတူလားအဲ့ဒါပဲပြောကိုလည်းဆုံးဖြတ်ထားတာတော့မဟုတ်ပေမဲ့ဒီတိုင်းလုံယုံပဲရှိတော့တာမဟုတ်ကာယကောင်းမငိမ့်ချင်ပဲညင်လိုက်ရတယ်ဒေါ်သိင်ကြီးမြင့်ကျင်းနဲ့သွားပြီးမိဖို့ကန်ထဲဝင်လာခဲ့တယ်ညနေ4 နာရီပဲရှိသေးတာမို့တည်တည်တွေရေခဲတစ်တာတွေထဲ့သိမ်းလိုက်တယ်ပန်းသီးတစ်လုံးကိုတော့ဖြော်ဆက်တဲ့ထဲဖို့အခွန်နွားနေမိကဒီအိမ်ကပြောင်းရတော့မဲ့အရေးအတွက်စိတ်ကူးတွေတောင်ရှင်နေခဲ့ပါတယ်ဖြူလဲလွတ်ရကြွရဘဝကူးကောင်းပါစီတွေးရင်းနဲ့ချမ်းမြေ့နေတဲ့စိတ်ကဘယ်နည်းရနဲ့မှမတူပါဖြော်ဆက်လေးထုတ်ယူလိုက်ပြီးဇပွဲပေါ်တင်တယ်ပလက်ပေါက်ပါထိုးလိုက်ပြီးဒီဘက်ပြန်လိုက်လိုက်တော့ကာယံကအစင်သင့်ထိုင်ဆောင်နေတယ်။အော်ဖြော်ရီတောက်ကျင်လို့လားပြောပါလားမဲမင်းကြီးမရဲ့မရတော့အတူတူတောက်မယ်။ပန်းသီးတွေစိတ်ထက်လိုက်ပြီးဖြော်ဆက်ခလုတ်ဖွင့်လိုက်တယ်။ကာယံဖြော်ဆက်တန်ကိုမကြိုက်ပါ။သူမဘာသာလဲဖြော်မတော့ဖြော်ပေးဖို့လည်းမခိုင်းတတ်ပဲပန်းသီးကိုအခွန်မနွားပဲဒီတိုင်းကြိုက်စားတတ်တာများတယ်။ဒါကြောင့်ဆက်ဖွင့်လိုက်ပြီးမျက်လုံးတစ်ချက်ရောက်သွားမိလေအမလီဖြူလှူရှားမှုကဲမဲ့နေတဲ့မျက်လုံးစုံနဲ့စုံမိလိုက်ရင်ဒေါ်သိင်ကြီးမြမျက်လုံးမခွာနိုင်တော့ပဲကုကုကိုမသိလိုက်ခင်မှာပဲဖြော်ဆက်တဲ့ကိုလိုက်နိုင်ပြစ်လိုက်တယ်အာစူးစူးဝါးဝါအော်ပြလိုက်တဲ့နာကျင်တန်ကြောင့်ကာယံအပေါ်ထက်ခိုးလေးပေါ်ကနေကမကရန်ပြေးစင်းလာခဲ့တယ်ဒီလေအာဖြော်ဆက်တန်နဲ့အော်တန်ကမနာတဲ့ဇက်တိုက်ကာယံမီးဖို့ခံနဲ့ပြေးဝင်လာခဲ့ရင်ဒေါ်သိင်ကြီးမြတရုံတုံးမြည်တန်ပြောင်းနေတဲ့ဆက်တဲ့ကိုလက်နိုင်ထိုင်အတန်ပြောင်းအော်နေတယ်ကာယံမီးပလက်ဖိတ်ဖြုတ်လိုက်ရင်ဒီဘက်လဲလိုက်ရင်ဖြော်ဆက်ထဲမှာသွေးတို့ဆွေးနေလက်ဒီလေလက်ဖွားတစ်ခုလုံးမရှိတော့တဲ့ဒီလေးရဲ့ညာဘက်လက်ကလက်ကောက်ဝက်ကနေအယိုးတို့ငေါထွက်လက်အသားစာတွေဖွာလန်ကျဲနေတယ်ဒီလေဒေါ်သိင်ကြီးမြသူ့လက်ကိုသူထောင်ကြည့်ကတိတ်အိနဲ့ဘာတွေပြောနေမှမသိဘူးကာယံမျက်လုံးတွေပြကနေရာမှာတင်ပုံကျသွားတာဘာမှမသိတော့ဒါကြောင့်ဘဝချားသူနဲ့ပြန်လဲပတ်သက်ဆက်ချင်းတို့မလုတ်တင်ကြောင်းသူမနောင်နာရလက်ရလားဆိုတာဘာတွေဖြစ်ကုန်တာလဲတယောက်ကဒုက္ခတာဖြစ်သွားပြီတယောက်ကယူသွားပြီသူကရောယူနေပြီလားခုမှယူသွားတာလားဒေါ်တင်ငင်မြင့်ရဲ့အဖြစ်ဆိုးကိုကြားလိုက်ရပြီမဲ့မယုံနိုင်ပါပြီးတော့ကရင်သူတို့တွေတော့ဒေါ်တင်ငင်မြင့်လက်ကိုပြတယ်စကားတွေပြောတော့ကပေါက်တိကပေါက်ချအဲ့ဒီညကမိုးချုံမှသူပြန်ရောက်တယ်ကာယံတို့ဘက်မှာမီးပွင့်မထားလို့ထူးဆန်းတယ်လို့ဖြစ်သွားပြီမဲ့ဂယုဆိုင်ပြီးမကြည့်မိခဲ့ဘူးအိမ်ထဲဝင်ကနေမှငိုရှိုက်တိုင်ကြားလိုက်ရလို့တွားကြည့်ပြီးတော့အဖြစ်ကဆိုးရွားစာဇပွဲတစ်ခုလုံးမှာရောဖြော်ဆက်ထဲမှာပါသွေးတွေအသားစာတွေပေပွနေရဲလက်ပါဒေါ်တင်ငင်မြင့်ကသွေးထွက်လုံပြီးတတိလက်နေတယ်ကာယံထိုင်ကြည့်ပြီးငိုနေတယ်သူမေးတော့လေသွေးတွေလိုပဲပြောနေပြီးဘာတစ်ခုမှမဖြေနိုင်ပါအသက်ကြီးရဲ့လူကြီးတွေကစိတ်ကပေါင်းတိကချဖြစ်တတ်ပေမဲ့ဒေါ်တင်ငင်မြင့်ကအဲ့လိုဖြစ်ရမယ်အရွယ်လည်းမဟုတ်သေးဘူးဗျခမလည်းဘာမှမသိကာယကံရှင်တွေကလည်းဘာမှမပြောနိုင်ဆိုတော့စေးပညာနဲ့ဆုံးဖြတ်ပြောဖို့လည်းခက်နေတယ်မွေဆက်သေးကိုရောင်ပြီးလက်ထဲမိနောင်နာသွားရင်လက်ပြန်ရုပ်ကြမှာပဲဒီလောက်ပြုတ်ထွက်ကြေမွကုန်တဲ့အထီးဆိုတာကဘယ်လိုတွေးရမလဲတော့မသိတော့ဘူးဆရာကဒီတိုင်းပြောသွားတယ်ဒါကြောင့်ဒေါ်တင်ကြီးမြင့်တရိရလာအောင်စောင့်နေကြတော့လေသွားပြီနှွေမွန်းတဲ့စိတ်ထဲကျသွားတယ်ဒေါ်တင်ကြီးမြင့်စွန့်အားသွားပြီဖြစ်တယ်သူတို့ကိုပြောပြချက်နေတယ်မျက်လုံးကြီးပြူပြီးမျက်ရည်တွေလဲနေတယ်ဒါမဲ့လက်ညှိုးသာဟိုထိုးတီထိုးဖြစ်နေတာဘာမှမပြောနိုင်သူဘာလို့တင်တယ်လဲကာတဲ့ကြီးလာနေလို့အိမ်ရှက်ကကမန်းရန်ခွာလို့ပြန်လဲဖို့ပြန်တယ်ကိုးချေလန်းပြင်တဲ့ဘက်ကိုကားဦးတီယာထဲရှောင်လို့မရအောင်ရှေ့ကနေပိတ်ရက်ပြစ်လိုက်တယ်ဆရာမကြီးတော်ုံးခင်မလုံမလဲနဲ့ပဲရက်နေလိုက်ကဆင်းလာသူဟာဒီအိမ်ရှင်ပဲဆိုတာပါသိလိုက်ပြီငါဒီတဲ့ကဟိုဒူဝါကြီးကိုလာကြည့်ရပါမမေးခင်တည်းကဖြေရှင်းလိုက်မိတယ်သူတို့တွေအစိရင်မဟုတ်ပေမဲ့တေသူရဲ့သပင်တွေဓာတ်ပုံတွေကိုမီးရှို့ရမယ်ဆိုရရင်တစ်ထိတ်ထိတ်နဲ့နားဆွနေမိရဲ့ဖုန်းလဲထက်မဆက်ဘာတည်းမှလည်းမကြားလို့ခမ ्या ကိုဘယ်သူချိန်ထားတာလဲဒီမိမယိုသူသိနေတယ်မချိန်ထားပါဘူးသူတို့ပြောင်းသွားကြတာလားခမ ्या ဘလို့အောက်လန်းနီးတွေပြီးလိုက်တယ်လေအခုမှန်မှန်ပြောကျုပ်ကိုလက်ရင်
သူတို့ဒီလိုဖြစ်ကုန်တာခမည်းခေါင်းပေါ်ပုံချလိုက်လို့ရတယ်ဟိုကျုပ်ကအထက်လန်းစရာမဟုတ်တာတွေမစွတ်စွဲနဲ့သူများဒုက္ခရောက်အောင်နာနာဘာဝတွေတော့အကြောင်းမရှိဘဲနဲ့နေလို့နေနေလှုပ်ပေးကြတာမရှိဘူးသူတို့ဘာဖြစ်ကုန်လို့လဲနှစ်ယောက်စလုံးဆေးုံမှာဟမ်ခမည်းပါပညာတွေနဲ့ပဲလှုပ်လို့ကျုံနားလည်အောင်သေချာရှင်းမပြနိုင်ခမည်းကိုနေပါအောင်ငါကလည်းကြောက်တော့မကြောက်ဘူးဒါမဲ့အဲ့လိုတားရက်နဲ့တစုထိုးလှုပ်ကြသူတွေကိုတော့မုန်းလို့ပြောပြတာငါတို့ကိုဘာအစင်ရမှလုံမပေးဘူးဒေါ်ခင်ဟာသူမတို့ဆက်သွယ်မိကြတာစပြီးနောက်ဆုံးဖုန်းဆက်မိရဲ့အထိပြောပြလိုက်ကငါတားတယ်တခါမကတားခဲ့တာလုံရဲကြတာသူတို့အပိုင်းဒါတွေကိုပုံနှုံးမိဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူးသူတို့မမှတ်သေးဘူးဆိုရင်တော့ဒီထက်ဆိုးရတာတွေဖြစ်လာအောင်ပါပဲမင်းလည်းအန်ဒီယာမဖြစ်ရင်ဒီကနေပြောင်းလူဆိုတာအမြဲတမ်းကံမြင့်နေတာမဟုတ်ဘူးဝိညာဉ်တွေဘလောက်တက်တန်းမှာဘာတွေလုံနိုင်တယ်ဘလို့ဝိညာဉ်ကကောင်းတယ်ဘလို့ကဆိုးတယ်ငါလည်းသူတို့အကြောင်းစင်းမဟုတ်တော့မသိဘူးပြောနိုင်တာဒီလောက်ပဲပြောပြပြီးတော့ကိုယ်ရှောင်ထွက်သွားတယ်နှွေမွန်းတဲ့ဘောနက်စ်ပေါ်မှာလက်တစ်ဖက်တင်ရင်ဒီတိုင်းရက်ကြံခဲ့တယ်ကားပေါ်လည်းမတက်ဖြစ်ဘူးတကားဖွင့်ပေါ်လည်းစိတ်ကမရောက်ပဲသူဘာလို့တဲ့လဲဆိုတာတွေးနေခဲ့မိရဲ့လောလောဆယ်မှာနှစ်ယောက်စလုံးကိုဆွဲထုတ်ပြစ်လို့မရအောင်ပူဆိုးတာကိုပဲလူနာရှင်လှုပ်ပြီးတော့ဆေးရုံတင်ပေးခဲ့ရတာတရေတကောင်ကလူတွေကိုဒုက္ခပေးနိုင်အောင်စိုးစုံလုံးနိုင်ရင်ရိုးတိုးစီလောက်အောင်ချောင်းလန့်တာမျိုးပေါ့ဒေါ်တင်ငင်မြဖြစ်သွားပုံကဒါကြောင့်ဆိုတာသူလက်မခံချင်ပါအိမ်ထဲရောက်လာတဲ့အထိသူ့လှုပ်ရှားမှုတွေနေကွင်းနေခဲ့တယ်ပြီးတော့ကာယံတို့နေတဲ့အိမ်လေးတွေကိုဝင်လာခဲ့တယ်အခုဒီတိုင်းရှိနေသေးရဲ့သွေးစားတွေဖြော်ဆက်တွေကနေတထောင်ထောင်ထနေတဲ့အပုပ်နှံ့တို့ကြောင့်သူမျက်နှာအနှဲငယ်မဲ့သွားတယ်ခြေလန်းတွေကမရက်ပါအနားရောက်တော့လက်တစ်ဖက်နဲ့နှာခေါင်းပိတ်ထားခြင်းကိုရောက်ကသူဒီတိုင်းပဲရဲကြည့်နေခဲ့တယ်ဖြော်ဆက်ဆိုတာအဖုံးအုပ်ရှိတယ်ဖိထားတာတွေလည်းရှိတယ်တမင်တကာလက်နိုင်ပြီးနာကျင်သွားတာတော့ပြန်မရုပ်ပဲထားတာဘာကြောင့်လဲလက်ဖွားတစ်ခုလုံးပြုတ်ထွက်ဆုပ်ပြတ်သွားတဲ့အထိလက်ထည့်ထားတာဘသူအမိတ်လဲဘာလို့ရမှန်းမသိဘာတွေဖြစ်ကုန်မှန်းမသိတော့ပါစုံတော့တယောက်လိုတဲလုံစားရှာတက်တည်ရအောင်ယူရမှာလားထမမောမကောင်းဆိုးဝါးနေဖို့ချီရခံရမှာလားတွေးကြည့်တော့သူဒီလည်းဘာမှမဟုတ်ဘူးအပြင်ပြန်ထွက်ခဲ့ရင်ဖုန်းထုတ်ပြီးဟုတ်တယ်မနေ့ပြန်9နာရီအရောက်လာနိုင်မလားတန်ရှင်းလောက်ရမှာတအိမ်လုံးတယောက်နဲ့မရနိုင်ရင်3ယောက်လောက်ခေါ်ရမယ်ကာယံနဲ့တော်သိငင်မြင့်အတွက်အငြဲတန်းစောင့်ချက်ဂယူးဆိုင်ပေးနိုင်မဲ့လူတယောက်လဲလူမှာဖြစ်ကာအားလုံးကသူတို့တွေစိတ်ုံမစိခင်စီစဉ်ထားမှဖြစ်မှာမို့ဘလူကန်အကြောင်းတွေလဲအိမ်မြန်ခေါ်လာခဲ့တဲ့လန်တစ်ရှောက်မှာကာယံမျက်နှာလေးကပြုံးကြည့်နေတယ်ခုမှမျိုးတက်လာတဲ့တော့မိမပြိုလေးအသွင်ပေါက်နေတာပါးပေါ်ကပကွက်လေးနှစ်ဖက်ကြောင့်ပူတူနေတယ်ဆေးဟိုမှာနေတော့လေတနခါဘူးလေးတပူမှန်လေးတစ်ချက်နဲ့လူနာချိန်ရင်မှထိုင်ပြီးမိုးလင်းတာနဲ့တနခါလင်းကောင်းပြီးလူနာကိုစိတ်ပူရမှန်းလည်းမသိဘလို့နေလဲမမေးဒေါ်သိငင်မြင့်ကိုလက်ကိုအသာဆန်းကြည့်ရင်မျက်ရည်တွေဝိနေမိရဲ့ကာယံဘဝဆုံးခဲ့ပြီလားတကယ်ပဲတွတ်တွတ်ခါယူသွားပြီလားဆေးဟော်မှာသူမှညင်းညူနေရင်တော့အနာကက်လာပြီးနာလို့လာဟင်းတဲ့တခါဒေါ်လေးလို့ခေါ်ပြီးတီလေးလို့ခေါ်တန်လေးကြားတော့ငါ့ကိုတိနေရလားလို့ဝမ်းသာသွားမိသေးရဲ့ဒါမဲ့ကပေါက်တိကပေါက်ချခုံပေါက်နေတဲ့သူမစိတ်လေးတွေမှာတက်မက်ဆွဲထင်နေတာဘာမှရှိပုံမရှိဘူးကားမောင်းနေနှွေမွန်းတဲ့မျက်နှာကိုကြည့်လိုက်တော့နီမြန်းနေတဲ့နှုတ်ခမ်းသားတို့စိတ်ပိတ်လဲရှေ့ကိုပဲကြည့်နေတာမျက်တောင်လည်းမခန့်တကယ်လူသေးပမာဆေးရုံမှာကုန်ကြသမျှသူပဲစိုက်ထုတ်နေတာဖြစ်ပါတယ်ပြန်ခေါ်လာတာကဘာလို့မလို့လဲဘာပြောမှလဲအိမ်ပေါ်မှာအစီရင်ထုတ်ရှာပြီးရနဲ့အိမ်ပြောင်းရမယ်လို့ပြောခဲ့တဲ့သူဆေးရုံကခေါ်လာပြီးချမ်းဝါမှာများချပစ်ခဲ့မှာလားမျက်လုံးထဲမှာအိမ်ထဲကပစ္စည်းတွေကိုတခုစီဆွဲထုတ်လို့ချမ်းဝါမှာပုံကျနေတဲ့နေမွန်းတဲ့ပုံစံအောင်မြင်အောင်လာတယ်ဒီလိုလူစားမျိုးဒါဆိုရင်သူမဂျင်းနဲ့ဝမ်းမြောက်ရမှာလားတန်ရာအကင်းမသိခင်တော့နေခွင့်ပေးပါအောင်လို့ခါရတောင်းပန်ရမှာလားတကယ်တမ်းကျတော့ကိုကလက်တစ်ဖက်ပြက်ဒုက္ခိတကာယစိတ်ဝေနာတဲ့ဒီဒွယ်ကြီးနှစ်ယောက်ရုတ်တရက်ဘလို့ရက်တည်ရမလဲစိတ်ဝင်နာတဲ့ကိုစကားမပြောနိုင်တဲ့လက်ပြက်ကထိရမှာလားလက်ပြက်သမားကိုစိတ်ဝင်နာတဲ့ဟာထိရမှာလားဘဝင်းချက်မှာဘလို့စကန်းသွားရမှာလဲကိုအားနဲ့ချက်ကြောင့်မနှဲဖြန့်တွေကိုကြောက်နေမိတာညဲ့ရင်များတာကြပါတယ်ဘဝဆိုတာရုံးငယ်ချင်းဆိုပေမဲ့အသားမကြခဲ့တဲ့ဘဝတစ်စစ်ချိုးမှာဘလို့အသားကြဖို့ကြိုးစားရမလဲနှွေမွန်းတဲ့အတန်နဲ့တားဆီးခဲ့ပါတယ်ရှင်ဆိုင်အချင်းများခဲ့ရတယ်နောက်ဆုံးကြမှာရှာဖွေခွင့်ပြုခဲ့တဲ့အဖြစ်မှာခွေးကြခဲ့တာကကိုလက်နဲ့ကိုဒီအတွက်နှွေမွန်းတဲ့ဘက်ကဘလို့ရဲဆက်ပါစီသူတရားပါတယ်
ကိုယ့်ရဲ့ရှင်းမှာကားထိုးရလိုက်တာနဲ့သူဆင်းထွက်သွားပြီးတုံခါကျန်ရတဲ့တကားပိတ်တန်ကြောင့်ဒေါ်သိငမြင့်အန်ကျိတ်ထားလိုက်တယ်အပြစ်ရှိခဲ့ဘူးလားသူရုံးမာခဲ့ဘူးလားလေသူပဲဒီလိုလူကိုဘာလို့အောက်ကြခရရမှာလဲစိတ်ကိုတင်ပြီးကားပေါ်ဆင်းနေနွေမတရားအိမ်ထဲအရင်ရောက်နေခဲ့တဲ့ဧကမ်းမစတီခုံတွေရှေ့မှာခန်းနှွဲ့နှဲ့ခါထောက်ပြီးရက်နေတယ်လဲကြည့်လိုက်တော့ကာယံကပမလားလမ်းခေါ်မလို့ပြန်လိုက်ပြီးမှနွေမွန်းတရားစောင့်နေတာမို့အိမ်ထဲလိုက်ဝင်လာခဲ့တယ်ပြီးတော့စတီမှာဝင်ထိုင်လိုက်ရင်ရှေ့ကိုပြစ်ချလိုက်တဲ့တော့တွေဟာလူကိုပြစ်ပေါက်လိုက်တဲ့အတိုင်းညနေ3 နာရီလောက်ပစ္စည်းတဲ့ဖို့ကားလာလိမ့်မယ်ဘောက်တော်ကတထက်တိုက်ကိုခမည်းတော်ပြောင်းကြဒီအိမ်မှာခမည်းတော်ထင်တယ်လို့မွေနောက်ဖြစ်လာတော့စီးဘိုးဈေးကအစကျုပ်ကအကုန်ကြခံရတယ်အခုနေကြခြံနဲ့တိုက်ပါထက်ပြီးရဲ့ခမည်းပြန်ပြေးရမှာကနင်းကာရံကိုဒီခြံရှိမှနောက်ထပ်မမြင်ချင်ဘူးသူတော်ပဲပြောအိမ်ထဲကထွက်လာခဲ့ပါတယ်အိမ်တကာဖွင့်နေကမှကာယံအရေးလေးသူ့ဘေးမှာပါလာကကိုနားထဲမှာတခုခုတိုးဝင်သွားသလိုထိရှသွားတယ်လဲကြည့်လိုက်တဲ့သူ့မျက်လုံးကမီးတောက်တွေကိုကာယံမကြည့်ပါအိမ်နှလုံးသားကနှစ်ပေလောက်ရှိတဲ့လမ်းကြားထဲကနေထွက်လာတာဖြစ်လျက်လေကားစီမသွားပဲကြမ်းကင်းပေါ်ဒီတိုင်းလမ်းတက်လိုက်ပြီးအနားရောက်လာကနောက်ဖေးတကာကြီးပွင့်နေတယ်သိလားအဲ့ဒီအမအိမ်ထဲကိုနောက်ဖေးပေါက်ကဝင်နေတာလာပြန်ပြီများတကယ်ပြောတာများတို့အိမ်ထဲမှာမိန်းမတယောက်ဝင်နေတယ်များလို့ပဲစပစ်အရှိကြီးနဲ့ဟမ်ကိုအထဲဝင်သွားပြီးတကားပိတ်လိုက်လေကာယံမျက်လုံးဝိုင်းကြီးတကားနာကိုပြေးကပ်လာတယ်ပြီးတော့တကားတန်ခွက်တွေကိုဖီးဆုပ်ခါပြီးကိုဘာလောက်တာလဲကာယံဝင်အောင်မလေးသူ့ထဲကိုလက်ဝင်လိုက်ပြီးမှကာယံလို့သုံးလိုက်တဲ့အတန်ကြောင့်ပြန်လဲကနင်းကာယံဟုတ်တယ်ဟမ်ဟုတ်လားမြားနင်းကာယံသူနှုတ်ခမ်းတို့ဖိစေပြီးခေါင်းညိတ်လိုက်ကဟုတ်တယ်မင်းကနှင်းကာယံငါမင်းရဲ့ကိုမဟုတ်ဘူးမင်းနဲ့ငါဘာမှမပတ်သက်ဘူးပတ်သက်ပါတယ်ကူကလည်းနင်းကာယံမင်းမှာဘာယောဂဝေးနာတွေရှိအခုသိပြောမယ်တခါတည်းမှတ်ထားမင်းတို့ဒူဝါကြီးကိုငါးချန်ထဲမှာတမင်နေခိုင်းခဲ့တာမင်းတို့နဲ့ငါဘာမှပတ်သက်လို့မဟုတ်ဘူးနောက်ထပ်ပြီးဒီရှေ့ကိုမလာနဲ့ဟမ်ကိုညနေတာကိုကကာယံကိုပဲကိုကာယံကိုစိတ်ဆိုးနေရမို့လားကိုလို့ဘာသာတကားကိုကိုင်လုပ်ပေမဲ့အတန်မြည်လောက်အောင်မလုပ်ပါဒေါ်လေးနဲ့ဘာဆိုင်လို့လဲကိုကကာယံကိုဒေါ်သိငင်မင်းသူမမျက်နှာရှေ့ကိုရောက်အောင်ဝင်ကမဟုတ်ဘူးဆိုတဲ့အကြောင်းခေါင်းခါပြတယ်ကာယံဇွတ်အိမ်မြန်ခေါ်ဖို့ဆွဲခေါ်ရလဲခေါင်းတစ်ခါခါနဲ့လက်ကိုရှောင်လို့အထိမခံသူမအိမ်ထဲကိုသာလှမ်းကြည့်ပြီးခေါ်နေခဲ့လက်ကိုထွက်လာလေကာယံကိုတကားဖွင့်ပေးပါဦးသူနားထဲမှာတန်ရီပူတွေလောင်းချနေသလိုသူမခေါ်နေတန်တွေကြောင့်ထိုင်လို့မရထားလို့မရပါစီးရက်မင်းကြီးပြီးပရင်းပေါက်နားမှာရက်နေလဲခြေထောက်တွေကကြာရက်နေဖို့ခွင့်မပြုထိုင်နေတော့စိတ်ကမငြိမ်သက်နိုင်အော်ကျင်တလောက်အော်နေစမ်းဆိုပြီးသူဘာလို့အေးဆေးနေလို့မရတာလဲဒီအတန်းကနောက်ရှက်နေရလားကိုဆိုတာကိုမကျေနပ်တာလားနိုင်ကြည့်လိုက်တော့သူမတို့ပြောင်းကြဖို့က3 နာရီလောက်လိုနေသေးတယ်သူမဘလောက်ထိအောင်စက်အော်နေမှလဲနားဆွင့်ကြည့်လိုက်တိုင်းသူနောက်ဖေးခန်းနဲ့ဝင်လာခဲ့တယ်သူမခုနပြောတဲ့တကားဖွင့်နေတယ်ဆိုတာကိုပိတ်ပစ်ဖို့တကယ်ပွင့်နေရလားဆိုလဲတွေးလိုက်မိသေးတယ်တကယ်တော့အိတ်တကားတွေရှောက်ပိတ်တတ်တဲ့အကျင့်သူ့မှာမရှိပါတခုမှမကြောက်သလိုလူဝင်နေမှလည်းတွေးမပူပါဂယုမဆိုင်တာလည်းမဟုတ်ပဲသူ့အကျင့်ကဒီတိုင်းပါဒါပေမဲ့ဒီတစ်ခါတော့ပွင့်နေတဲ့တကားကိုသူသေးချသွားပိတ်လိုက်တယ်ပြီးတော့အဖော်နဲ့တက်ခဲ့ပြောအိတ်ခမ်းထဲဝင်ကတကားအားလုံးပိတ်ပြစ်လိုက်ပါတယ်ဘာပဲဖြစ်ဖြစ်မကြားချင်တဲ့အတန်မလန်နေတော့စိတ်သုံးသွားတာအမှန်ပါအားလုံးဒီလောက်နဲ့ပဲပြီးသွားစမ်းပါသူဘလောက်တိုင်အိပ်ပျော်သွားတယ်မသိပါနိုးလာတော့နာရီကညနေ9 နာရီခွဲကိုပြနေတယ်ဖြတ်ကနေသတိရလိုက်တာကာယံတို့သွားကြပြီလားဆိုတဲ့အတွေ့ပြီးတော့စိတ်ထဲမှာဘလို့ကြီးဖြစ်သွားတယ်ဆိုတာကိုဘာသာလည်းမသိဘူးမဟုတ်ဘူးငါလဲလူပဲလူသားဆန်ချင်နေတာဘာမှမဟုတ်ဘူးခိုးစိတ်ကိုမဟုတ်ဘူးပဲရောထဲလိုက်တယ်ဒေါ်သိငင်းရဲ့တန်ရာကင်းမသိသေးတာစကားမပြောနိုင်တဲ့တက်ကြီးရွယ်ကိုဖြစ်နေတာပြီးတော့ကာယံစိတ်ဒစဖြစ်နေတာတွေတန်းစီပေါ်လာပေမဲ့အားလုံးကိုရှင်းထုတ်ပြစ်မိရဲ့လူသားချင်းစာနာသိနာသိပေမဲ့ကိုဘွားနဲ့ကိုပါစီဂရက်တောက်နေရလည်းမဟုတ်ပဲမီးချက်နဲ့ရောကောက်ပြီးတော့အပြင်ထွက်လာခဲ့တယ်တဖက်အိမ်ကိုလှည့်ကြည့်တော့တိတ်ဆိတ်နေလို့ကားစီကိုခြေဦးလှည့်မိနေသူ့မျက်ဝန်းတောင်မှာလူရိတ်တရိတ်ထန်လာလို့လှည့်ကြည့်လိုက်မိရဲ့ခမညာဒေါ်သိငင်မြင့်ဟာသူ့ကိုတွေ့တော့ရက်နေရကနေအပြင်ထွက်လာတယ်မျက်နှာငိုချတဲ့ရှိနေတာဘာကိုကောင်းခပြနေမှမသိဘူးခမညာတော့မရွှေ့ရသေးဘူးလား
သူဟိုဒီမျက်လုံးဝင်းမိရင်နဲ့အိမ်စီမျက်လုံးပြန်ရတော့ပစ္စည်းတွေတုပ်ပိုးပြီးစုပုံထားတာကိုလမ်းမြင်လိုက်ပြီးကားမလာတာလားကားလာကြောင်ကောင်းကင်းပြတယ်ပြီးတော့ကားရင်ကိုပြောချင်တာနဲ့တီးလိုက်တဲ့အချိန်မှာသူနားလဲသွားတယ်ကားဘယ်ရောက်သွားလို့လဲဒေါ်တင်ငင်းမြင့်ခေါင်းတွင်ခါပြီးမျက်ရည်တွေပါပြိုစင်းလာတယ်ဒါပြင်အကောင်းတိုင်းကျန်တဲ့လက်တစ်ဖက်နဲ့သူ့လက်ကိုအကင်လောက်ကရှာပေးဖို့တောင်းပန်နေတယ်ဒါကြောင့်မပြောင်းဖြစ်လာလားခမားတူမှာယူနေတာမဟုတ်ဘူးမပြောင်းချင်လို့ဟန်ဆောင်နေတာဒေါ်တင်မြင့်ကောင်းခါပါတယ်ဒူမဘက်ကနာကျင်မှုကြောင့်တခုခုပြောလိုက်ချင်တဲ့စိတ်ကနှုတ်မှာတအေးအတန်တွေပါထွက်နေတယ်ညွန်မွန်းတဲ့ဒေါ်ရီပွားကကားကိုဝေါကနေမောင်းထွက်သွားတယ်လိုက်ရှာဖို့ပေမဲ့လမ်းရှိတဲ့အတိုင်းပဲမောင်းလာခဲ့ပြီးဘယ်မှလည်းမကြည့်ရခဲ့ပါတတိယရနဲ့ကားကိုလမ်းပြီးထိုးချပြစ်လိုက်တယ်သူဘာဖြစ်လို့လမ်းမရှာခဲ့ရလဲ3နာရီဆိုတဲ့ကားလာမှာသူမဘယ်ထိရောက်နေနိုင်လဲညမကျုပ်စဉ်းစားနေတဲ့အချိန်ကိုတတိယလာတယ်မိုးချုပ်သွားရင်မိန်းကလေးတယောက်တည်းမလွယ်ပါဒေါသအကြောင်းရင်းရှာမရပဲမြန်ဆန်ပြန်တက်လာတယ်ကိုဘာလုပ်နေရလဲကာယံဝင်ရအောင်ပါလေသူမအတန်လေးကိုပြန်ကြားနေရင်အသိစိတ်အမှန်နဲ့မဟုတ်ပဲထင်ရမြင်ရစွဲလန်းနေတာကိုသူကရောင်ငိမ့်နေလိုက်ရမှာလားဒါအတိတ်ပဲမရှိတဲ့ကိစ္စဒေါသဒီနေရာမှာတိတာစွာခုံထလာခဲ့တယ်လူကိုလက်ညှိုးငေါက်ထိုးပြီးမုံတီးရွှရှာနေရတွေဖွင့်ဟခဲ့တဲ့သူမဟန်ဆောင်ကောင်းနေတာဖြစ်အောင်တော့ဒီလောက်တရုပ်ဆောင်ပြပြင်းသလားကားမောင်းနေရင်ကားရဲ့အကြောင်းတွေခေါင်းထဲဝင်လာတယ်သူမရဲ့စိတ်အခြေအနေကိုဘယ်ဟာအမှန်တရားလဲဆိုတာမခံမှန်းနိုင်ပေမဲ့သူ့ဘော်ချက်ချင်းပြောင်းလဲသွားတာတော့မကောင်းတဲ့လက္ခဏာဖြစ်နေတယ်သူမတကယ်ပဲအသိစိတ်ပဲရိုးသွတ်သွားလားဖြူနဲ့ပတ်သက်တာတွေမှလည်းသူမမျက်မြင်သက်သည်ဖြူအရိပ်တွေမြင်ကသတိလစ်သွားတဲ့အထိဖြစ်သွားခဲ့ရတယ်သူမပဲဖြစ်ကဒါကိုစုံစမ်းရှာဖွေနေသမျှသူမကြီးပဲခေါင်းဆောင်ပါဝင်နေခဲ့တာဖြစ်ပါတယ်ဒေါ်သိငယ်မြင့်အပြင်မလာတော့ပဲထုတ်ပိုးထားတဲ့ပစ္စည်းတွေနားမှာငုံတုတ်ထိုင်နေပါတယ်ညဝန်းမှာမျက်ရည်တွေကျနေလက်သူဝင်သွားတော့ညဝန်းနေနဲ့မင်းနေပေမဲ့စိတ်တက်ကြဆင်းနေတဲ့ပုံဖြစ်နေတယ်မတွေ့ခဲ့ဘူးဒီညဒီမှာမနေဝံ့ရင်အိမ်မှာပြောင်းနေမနေ့ပြန်ဆက်ရှာလို့မတွေ့ရင်ရဲစခန်းမှာတိုင်ချက်ဖွင့်ပေးမယ်ဒေါ်သိငယ်မြင့်ဘာပြောချင်မှန်းမသိပါနေရာမှာကမန်းကတန်းထရက်တယ်ဘလို့ကြမ်းမှန်ပြီးတော့အကြောင်းဆက်ဖို့ဖြစ်လာကြမှန်းမသိပေမဲ့ဒီလူတွေကသူ့ဘဝနဲ့ဘာမှမဆိုင်တဲ့မုန်းသူရံဘက်တွေစိတ်တွေများကကင်ထားတဲ့မိကျဲလွတ်ကျသွားတယ်ကိုစိတ်တို့သွားပြီးငုံအကောက်မျက်လုံးတို့ဟာဂရင်အောက်ကနေတစွန်းတစထွက်ပေါ်နေတဲ့ပန်းနုရောင်ဇာနာလေးနဲ့ကာဝန်စလေးကိုတန်းကနဲ့မြင်သွားခဲ့ပြီးကာယံသူမုတ်ဆိုးတူတောက်ထိုင်နေကနေဒုနှစ်ဖက်စလုံးချလို့ဂရင်အောက်ကိုငုံကြည့်လိုက်မိရဲ့သူမသူ့ရဲ့ဂွန်းကက်ခြုံဆောင်ကြီးကိုခင်းလို့အိပ်ပျော်နေတာကိုလေးသူဟင်းကနေဖြစ်သွားတယ်ဒေါသကိုထိန်းလိုက်ရတာလားစေးအေးသွားတာလားဆိုတာမသိပါအဲ့ဒါဘာလုပ်နေရလဲမိဖို့ကန်ထဲမှာသူမလေးဟာခုတ်ထိလီချွတ်ပြီးအစင်တွေပြေးကတကယ်အိမ်အောင်ရှင်မကြီးတိုင်းမှာနေမွန်းတဲ့အထဲကိုခြေနှံကျဲတွေနဲ့ဝင်လာကလေးချွတ်ထားတဲ့အသီးရွက်တွေရောတခြားစားစရာတွေပါအကုန်လုံးကိုစုထက်ကိုင်းနေပြီးတော့ဘေးစင်ထဲကိုအမိုက်သွန်လို့ဒီတိုင်းပြစ်ထည့်လိုက်ကငါလည်းအိမ်မှာမစားဘူးမင်းလည်းဒီမှာစားလို့မရဘူးဒီမှာဘာမှမချက်ပြုတ်နဲ့နားလေလားသွားအခုထွက်တူတူနေကြတဲ့ဟာကိုကဒီမှာမစားရင်ဘာမှစားမှလဲကာယံလည်းဒီမှာနေမှာအဲ့ဒါကြောင့်ဒီမှာပဲချက်ပြုတ်မယ်ဘာဖြစ်ဖြစ်ဆက်လုပ်မယ်ဒါပဲခေါင်းခါပြီးစက်ကနေလှဲ့သွားတာသပင်တွေပါဝိတ်ခါသွားတယ်ပြီးတော့ဘေးစင်တွေကပစ္စည်းတွေကိုစကားတွေအကုန်ပြန်ကောက်ထည့်နေသေးတယ်ကိုဒေါသဟိုတာမှဘယ်နာပြေးကောက်ရမှမသိလောက်အောင်နေမွန်းတဲ့ကာယံကိုငေးကြည့်နေမိပါတယ်အဲ့ဒီချိန်ဒေါ်သိငင်းမြင့်အခန်းရှိမှပေါ်လာတယ်ပြီးတော့အထဲဝင်လာကကင်လာတဲ့စာရွက်ကိုသူ့စီလှမ်းပေးတယ်သူကြည့်လိုက်တော့ဘယ်လက်နဲ့ရေးထားလို့မညီမညာအကြီးတန်းနေတဲ့စလုံးတို့နဲ့ငါတို့နေခွင့်ပေးတာကျေးဇူးတင်ပါတယ်တစ်ဆက်တည်းအကူအညီတောင်းပြစီကာယံကိုထင်တယ်လို့မပြောမဆိုပါနဲ့သူဒီတခါထွက်သွားရင်အပြင်ရောက်သွားမှာငါတို့ဒီမှာနေခွင့်ရတဲ့အတွက်မင်းဘက်ကကြိုက်တယ်လို့သဘောထားကြည့်ဆက်ဆံပါဘလို့ပုံစံဖြစ်ဖြစ်ငါတို့နေပါမယ်ညီကောင်မောင်နှမလိုကြေးကြွတွေလို့ဒါမှမဟုတ်မသိမြတ်ခဲ့တာတွေကိုတွေးပြီးမကြေနိုင်ရင်ငါ့ကိုအပြစ်ပေးပါနေဆက်ကလူပြုတ်နေအောင်ငါတူမလေးဘဝလုံခြုံမဲဆိုငါတုတ်မှမလုပ်ပဲပေးဆက်ပါမယ်ငါတူမလေးဒီတခါထင်ရလှုပ်သွားရင်ငါကတက်သေးဖို့ထိလဲဆုံးဖြတ်ထားတာပါမင်းကူညီကဲ့တင်ထားတာအသက်နှစ်ချောင်းလို့တွေးပြီးနည်းနည်းလောက်သိခံပေးပါအနှုံညွတ်တောင်းပန်တာပါစာရွက်ကိုလုံးချပြလိုက်ပြီးဒေါ်သိငယ်မြင့်ကိုစိုက်ကြည့်တယ်ပြီးတော့ကာယံကိုကြည့်ပြီးမှပြန်လှည့်ကပြောတာမကြိုက်ရင်ပြောစရာမဖြစ်အောင်ခမားတူမကိုထိန်
သိကဲလာတာနဲ့မကြိုက်ဘူးပြောချင်တာကိုကိုခေါ်တဲ့ကြားလိုက်ရတိုင်းဒေါသထိန်မှုကအခက်ပါတယ်ဒီခေါ်တဲ့ကြီးကြောင့်အနေခက်တယ်ဒီလိုခေါ်နေတာကြောင့်ညံသက်ချင်းစိတ်ပျောက်တယ်စိတ်တီလေးဖြစ်လာတိုင်းအပြင်ထွက်တယ်ဆိုင်တဲ့ဆိုင်မှာထိုင်ပြီးအချိန်ဖြုံးမိတယ်သူမတို့အိမ်မှာရှိနေခြင်းကြောင့်အိမ်ကိုပြန်ရမှာဝင်လေးနေပါတယ်ဒီအိမ်မပြန်ပဲတခြားအိမ်မှာသွားနေပါလားဆိုတော့လေသူကွယ်ရနဲ့တခုခုထားပြတ်မှာပဲဆိုတော့စိတ်ကထင်နေလို့မသွားဖြစ်ခဲ့ပါဒုက္ခတဲ့မိမသားနှစ်ဦးအပေါ်သူစိတ်တွေညံ့သက်နေပါပြီတောင်မကျေနပ်တော့လေကိုပြန်လာပြီအကန်ကနေငုံထိုးထိုင်ဆောက်နေတဲ့သူ့ကိုမြင်တာနဲ့တကားပြေးဖွင့်တယ်အဝါနုရောင်တီရှပ်လက်တို့လေးကိုခြေသလုံးတစ်ဝက်ခန့်လောက်စကတ်ပွားလေးနဲ့တောဝက်ထားကစပင်တွေကိုဖြန့်ချထားတယ်ပြီးတော့တနခါပကွက်လေးနဲ့ဝါညံ့ညက်ဘားပြင်လေးတွေကလက်ဆက်နေခဲ့ပြီဟင်းတွေအားလုံးကျက်နေပြီကင်းမွန်ဒီစီပြန်ကျော်ခဝဲသီးနဲ့ပဇွန်နဲ့အချိုးချက်ပြီးတော့ပဇွန်စီပြန်ဟင်းအိမ်မှာပဇွန်တစ်မျိုးတည်းရှိတာကိုရဲ့ပြီးတော့လေလက်ကိုလူဆန်းကိုရေချိုးလေနင်းကာရဲ့ကိုကလည်းအော်ဖို့ပဲကာရအကောင်းနဲ့လည်းလောက်ကင်ပေးရသေးရဲ့ဒေါ်လေးကစာရီရေးပြတယ်ကိုနဲ့ဘာမှမတော်ဘူးတဲ့အစခင်လည်းမခင်ဘူးတဲ့အခုလည်းခင်စရာမလိုဘူးတဲ့အဲ့ဒါမင်းနားမလဲဘူးလားဘာမှလည်းမတော်ကြပဲနဲ့ခင်လည်းမခင်ကြပဲနဲ့ကာရအပင်မန်းခံချက်ပြုတ်ကျွေးနေရလေအဲ့ဒါကိုကနားလေရမှာမဟုတ်ဘူးလားကိုမှဂျေဇုတင်စိတ်လေးနည်းနည်းတော့မရှိဘူးလားမရှိဘူးမရှိလဲရတယ်ကာရလည်းဂျေဇုတင်ခံရအောင်လုပ်ပေးနေရမဟုတ်ဘူးကိုချစ်လို့နားထဲကိုစူးကနေဝင်ပါတယ်သူ့ခြေလမ်းရက်သွားတော့ကာရကပြပြတလဲလက်လေးကရင်ဒေါ်လေးကပြောတယ်ကိုလို့လည်းမခေါ်ရဘူးတဲ့ကိုဘာသာကြိုက်တယ်လို့ခေါ်မှာပေါ့ကာရကကိုလို့ပဲခေါ်ချင်တာကိုကရတယ်မို့လားယင်သူမပြောမယ်ပြင်ပြီးမှဒါရီကြီးအကြောင်းထက်အောင်ပြောမနေတော့လို့ပါဇက်ပြန်ပေးတယ်ကာရတော့ဒီတိုင်းခေါ်ခွင့်ရသွားပြီလို့တတ်မှတ်ကမျက်နှာလေးတစ်ခုလုံးပြုံးလွင်ချုံမြသွားခဲ့ပြီကိုချစ်တယ်ပတ်စံအထက်လိုက်ကိုရှေ့မှာပုတ်ကနေပြစ်ချပေးတယ်ပြီးတော့ကျုပ်တွေဘာမှထဲမချက်နဲ့လာတဲ့ဈေးတဲ့ခေါ်ဝဲအပြင်ကိုတတိတိထွက်ရင်စကားတွေပါတယ်ရှုပ်ချက်တွေဘာမှမကြားချင်ဘူးဟာပတ်စံနေအများကြီးပဲအတွေးရထဲမှာဝဲလည်နေစေကာယံရောက်လာပြီးပတ်စံတွေကိုကောက်ကင်တယ်ပြီးတော့နည်းနည်းလောက်ရေတွက်နေပြီးမှပြန်ချပစ်ကကိုပြီးသွားလားဒေါ်တင်ရင်မြင့်ကကောင်းချင်းပြတော့သူမကပြုံးကဒါဆိုအင်ကြီးတွေတောဝဲရအောင်ကာဝန်လက်လာတွေ9တဲ့10တဲ့လောက်လိုချင်လို့ရှေ့မှာအစင်းနှင်းချထားတဲ့စာအုပ်ကိုဖွင့်လို့ဒေါ်တင်ရင်မြင့်ကစာရီရေးတယ်ပယ်လက်နဲ့ရေးတက်အောင်ညဆိုစာအရေးကျင့်နေရတယ်နေဘက်ကြတော့ဘောပင်နဲ့စာအုပ်လေးအနားမှာဆောင်းထားပြီးပြောချင်တာလေးတွေခြာရေးပြမိတယ်သူမစာအုပ်ဖွင့်လိုက်တာနဲ့တခုခုပြောတော့မယ်မှန်သိအားကာယံကခေါင်းလေးဆောင်းပြီးလိုက်ဖက်တယ်။နှွေမွန်းတဲ့ကအပြင်ကိုမထွက်ရဘူးလို့မှားသွားတယ်။ကိုကအဲ့လိုမှားသွားလား။ဘာဖြစ်လဲသူမှမရှိတာ။ဒေါ်လေးမလိုက်ချင်နေ။များကိုပါသာသွားမှာပေါ့။ဒေါ်တင်ရင်မြင့်မျက်လုံးပြူးကလက်ရောကောင်းခါပြလဲဒီလောက်ပြူးတူပြဲတဲ့ဖြစ်စရာလားဆိုတဲ့မျက်နှာလေးနဲ့ကာယံကလက်ဝါးချင်းရိုက်ပြီးရှိနေတယ်။သူမရဲ့ရေတံလေးမှာဒေါ်တင်ရင်မြင့်မျက်နှာတွေပြေးသိလာခဲ့လက်ငါတူမလေးဒီဝေနာပျောက်ပါမလားဒီလိုတွေးနေမိပါတယ်ဟာညဲရီကြနေပြန်ပြီဒေါ်လေးကိုဘသူကစူနေလို့လဲများဆိုရင်ကိုကစူသလားမမေးနဲ့ဒါပေမဲ့များမငိုပါဘူးကြောက်လည်းမကြောက်ဘူးများကိုကိုကချစ်လို့စူတာဥစ္စာချစ်လို့ထင်နေတဲ့အယူမလေးကိုပဲတနာရမလားရန်သူလက်ထဲမှာအင်အားမဲစွာကြာရှုံးနေတဲ့အဖြစ်ကိုပဲတနာရမလားຫນွေမွန်းတဲ့ရဲ့စိတ်ကိုခံမှန်းရင်မောနေမိပါတယ်ခါရံကိုဝေနာတယ်လေးဆိုပြီးတီးခံပါမလားဘယ်နေထပေါက်ကွဲမလဲပေါက်ကွဲခဲ့ရင်ရောအော်ငေါ့ရိုင်းနေတာမျိုးနဲ့ပြီးပါမလားမဟုတ်ပါဘူးငါစိတ်ပူနေတာပါຫນွေမွန်းတဲ့အရင်လိုမှမဟုတ်တော့တာငါတို့တောင်မိမသားနှစ်ယောက်ဒုက္ခရောက်နေရှာတယ်ဆိုပြီးဒီမှာပဲနေခိုင်းခဲ့တာကိုဖြေတွေးနေပေမဲ့အေးချမ်းမသွားခဲ့ပါလူဆိုတာပြောင်းလဲနိုင်တာပဲဟိုးရင်တော့ဖြူလက်အောက်ခံဘဝကိုသူမုန်းတီးခဲ့တာအခုကသူဥဆောင်သူကိုယ်တိုင်ရှာဖွေနေနိုင်တဲ့ဘဝပါကာယံကိုတက်ဖြတ်ပစ်တဲ့အထိတော့ဒီအမားမျိုးသူထပ်မလုံနိုင်ပါစိတ်ထဲမှာຫນွေမွန်းတဲ့ကိုးဆွေမျိုးတော်ဆက်ခဲ့သူလို့အားကိုးချင်နေတယ်လူသက်သမားမို့မယုံရဲပါကဲပါညာမသွားတော့ပါဘူးဒေါ်လေးပဲတင်ထားလိုက်တော့အိမ်မှာများတို့အပြင်ဘသူရှိသေးရလဲစပင်ရှည်ကြီးနဲ့မိမတယောက်ဒေါ်တင်ရင်မြင့်ကလက်ကိုကင်လို့လိုက်လို့ကာယံစကားမဆုံးလိုက်နှလုံးချင်းစုံတော့ခေါင်းခါပြမိရဲ့ဒါမဲ့ကာယံနားမထောင်ပဲဒေါ်လေးကမယုံလို့လားအဲ့ဒီမိမကာယံစကားသွားပြောရင်ထွက်သွားရောလိုက်ရှာတော့ဘယ်မှလည်းမရှိဘူး
ဒီအိမ်မှာတရေတွေအမေလက်ကတန်ရမှာပါသူတွေစောင့်တိုးလာကချက်ချင်းကြီးတစစ်စစ်နာလာတယ်ဒေါ်တင်ရင်ရင်ရှစ်ခွန်တန်တွေလိုင်းထန်လာလေတယ်ကာယံလည်းမျက်နှာလေးငဲ့နေကဟိုကြည့်တီရှာဖြစ်သွားတယ်ပြီးတော့အနာကက်လိုက်ညာမပြောလားတရေပါဆိုတာဖြူရဲ့ပါဖြူတယောက်အတော်ရဲ့ညမရဲ့ဆိုတာဘာမှမသိတော့မဲနားလေလိုက်ကြရဒေါ်တင်ရင်ရဲ့ကြားရွံ့ခြင်းအမက်ကအမြင့်ဆုံးထိတက်နေကြတာအိမ်မှာလည်းပရင်ပေါက်တွေရှိသမျှဖွင့်ထားလို့တအိမ်လုံးလင်းကျင်းနေတာပါဒါနဲ့တောင်ဘလို့အရေးတွေပြနေရလဲသူမပစ္စည်းတွေကိုမီးရှို့ဖို့ကြိုးစားခဲ့လို့ကို့ကိုတုံ့ပြန်တာလက်တစ်ခုလုံးဆုံးရှုံးခဲ့ရပြီနောက်ထပ်ဒီလိုတွေမလုပ်တော့ဘူးလဲဆုံးဖြတ်ပြီးပါပြီကာယံတယောက်ဒါတွေကိုဘာမှမသိတော့တာမို့ထပ်ပြီးကြိုးစားစရာအကြောင်းလည်းမရှိတော့ပါတရေဦးဒါတွေနားလည်အောင်ဘယ်လိုပြောရမလဲလူချင်းလိုများပြန်တောင်းပန်ရအောင်မလားငါတို့ကြိုးစားခဲ့တာနင်းတွက်ပါဖြူရဲ့နင်းကိုဒီဘဝမှာကြာရှည်နေမွန်းနေမှာစိုးလို့ပါနေပြောနေပြီဆိုလဲနေပါတော့ဒေါ်တင်ရင်မြင့်အတွေ့တွေရောက်ရက်ခက်လဲကာယံတဏိယာကိုလိုက်ရှာမှာဆိုလို့လက်ကိုဆွဲထားမိရဲ့ဘာမှမဟုတ်ပါဘူးတော်လေးရဲ့ဟဲ့ကာယံကဒီလေးကိုတမင်စနေတာပါဘာတရေမှမရှိဘူးဒီလေးဆိုပါလားကာယံလို့လည်းပြောနေသေးတယ်သူမကောင်းနေမှာပြောနေကြစကလုံးနေပါလားသလိုဖြစ်နေကြတာတွေကိုပါမှတ်မိနေပါတော့လားဒါမဲ့ကာယံအခုနေပြန်ကောင်းသွားရင်ရောသူမကိစ္စကိုလက်လျှော့ပါမလားတေချာပေါသိနေခြင်းကခေါင်းကိုခါပြီးပင့်သက်ရှိုက်မိရင်နဲ့ဒဏ်ရာတွေကအချင်းကြီးကောင်းနေပါပြီလူကစိတ်တက်ခွန်အားကြဆင်းမသွားဘူးပဲလူတော့တယ်ပျော်စရာကြီးနော်တော်လေးဒါနဲ့ဒေါက်တာတော်လေးမျက်လုံးမှာမျက်ရည်တွေခဏခဏတွေ့ရဲသူကလည်းမငိုပဲပြောတယ်သီလားအဲ့ဒါငိုပဲနဲ့မျက်ရည်မကြောက်ကူပေးလို့မရဘူးလားဆရာဝါခန်းရှိမှပေါ်လာတဲ့နှွေမွန်းတဲ့ကိုလှမ်းကြည့်ရဲခုမှရောက်လာတာပဲမဲ့ကြားမှာပဲဆိုတာသိလိုက်တာကြောင့်မျက်လုံးချင်းစုံတော့ပြုံးလိုက်မိကကာရက်စီအကြည့်ပြန်ရောက်ပြီးတော့အဲ့ဒါစိတ်တက်ခွန်အားထဲမှာပါတာပေါ့သူမျက်ရည်မကြောက်စိတ်တက်ခွန်အားရှိဖို့ပဲလိုတယ်ဒါဆိုလဲစိတ်တက်ခွန်အားစီပြီးခဲ့လေဒေါက်တာကဒေါက်တာပဲဟာဆရာဝါရှင်းပြမလို့ပဲမဲ့နှွေမွန်းတဲ့အထဲဝင်လာကမင်းသွားပြင်ထားတော့ကြဆရာဝန်လာမှာကာယံကြောင်တောင်လေးပြန်ကြည့်တယ်ကူကညကိုပြောသွားလားဟုတ်တယ်သမီးကိုစကားနည်းနည်းပါးပြောမှာပါစင်းမထိုးပါဘူးဘာပြောမှလဲမသိတော့ဘူးဘာရလဲညပါမှမဖြစ်ပဲနဲ့အဲ့ဒါကိုကိုဆိုရလူကြီးကအတင်းဆွဲခေါ်မှသိလားညပါမှမဖြစ်ပဲနဲ့ဆရာဝန်ကဆေးရီထိုးရင်ဘယ်လိုလုပ်မလဲကာယံကလေးစိုးကြီးလိုကရင်အောင်အတင်းတိုးဝင်ပါတယ်ဒီလေးနော်ညပါမှမဖြစ်ဘူးဆိုမှတီပဲသိရမို့လားလက်တွေစမ်းသက်ကြည့်လိုက်ပိုးတိသွားအောင်ကိုနော်ကာယံရုံးနေနဲ့နှွေမွတ်တဲ့ဆွဲထုတ်တဲ့အတိုင်းပါလာတယ်။သပင်တွေတဝေးဝေးခါနေတာ။သူမအသေးတန်ရုံးသမျှသပင်တွေကနှွေမွတ်တဲ့ရင်ဘတ်နဲ့လက်တွေကိုရိုက်ခတ်နေလက်။ငြင်းနေစမ်းဒီမှာညှိကုန်ပြီ။နိုင်နဲ့ဘလို့ညှိတွေရှုပ်ထွေးကုန်လည်းမသိပဲ။ဆရာဝန်ငိုးတိုးထိုင်ဆောင်နေတဲ့ရှေ့မှာပဲသပင်တွေကိုဖြုတ်ထုတ်နေရတာမပြီးနိုင်ပါ။နှွေမွတ်တဲ့ကိုယ်တိုင်သတိမထားမိတဲ့အချက်မှာသပင်တွေကိုနည်းနည်းလေးတောင်အပြတ်မခံနိုင်ပဲတေချာဖြုတ်ဖျက်နေခြင်းကြောင့်ချိန်တွေကြာမြင့်ခဲ့ရပြီးမျက်နှာကတဲမာနေကမင်းတော့နာတော့မယ်ကာယံဟေးမင်းစင်းလာခဲ့မလားငါလာခဲ့ရမလားမလာဘူးကိုလည်းမလာနဲ့ရတယ်အဲ့ဒီလေကားကိုရိုက်ချိုးပြမယ်မင်းဘာနဲ့ပြန်စင်းမလဲကြည့်ရသေးရပေါ့စတိုကန်ထက်ကိုပေါ်တက်နေတာလုံးဝခေါ်ချလို့မရလေကားအရှင်မို့နှွေမွန်းတဲ့ကလေကားကိုဖြုတ်ယူသွားရင်ကိုနော်ကိုနှွေမွန်းတဲ့တခါစိတ်တွေညှင်းညူသွားခဲ့ရင်သူဘာလို့နေမလဲဆိုတာတော့မှကို့ဘာသာမသိတော့တဲ့ဖြစ်ပါဆရာဝန်ရောက်လာတိုင်းသူနဲ့ကာယံဖြစ်ကိုကြည့်ပြီးတော့ရည်နေတဲ့မျက်လုံးကြီးကြောင့်ရှက်မိတယ်ဒါပေမဲ့စားနောက်ကြည့်တဲ့စကားတော့တလုံးတလေမှမထွက်ခဲ့ပါတွေဝေတက်တဲ့စိတ်ကအုံဖွဲ့ဖို့အတွက်ငွေရည်စုဆောင်းလာခဲ့တယ်ကိုစိတ်ရှိတဲ့အတိုင်းနေထိုင်မိပြီးမှထိမ့်သိမ့်မှုအတွက်ဖိအားတွေပေးနေခဲ့တယ်နှုတ်နှစ်ဖက်အဆင်ပြေပြေပေါင်းစည်းရေးကိုဘလို့မှခွင့်မပြုနိုင်ပါမင်းအတွက်ငါမှတောင်းမရှိဘူးနင်းကာယံကိုကော်ဖီတောက်ကိုဟိုလေကားတက်ကခေါင်းပြက်ကြီးကင်ထားတဲ့ပုံကြီးကလှလည်းမလှပဲနဲ့ဖြုတ်ပြက်လိုက်ကြမှာကြက်တည်မရှိဘူးအလားကျိတ်ထားတာမဟုတ်ဘူးဒါဆိုလဲဖြုတ်ပြက်လိုက်ပါလားတကယ်ပြောတာဧည့်သည်ရဲမှာပဲညာနောက်ဖေးမှာတွေ့တာပြီးတော့ပကြီးကားတဲ့ပြန်ဝင်နေတာသူမဟုတ်တာကြာနေရပဲသူမတကယ်မြင်နေတာပဲနှွေမွန်းတဲ့စီဂရက်ဆိုင်သူမမျက်နှာလေးကိုစိုက်ကြည့်နေမိရဲ့ဖုံးငုံတဲ့နှုတ်ခမ်းကော်ထင်းနေတဲ့နှာတန်လေးနဲ့စပင်ကိုဘလို့လှုပ်ထားလှတယ်တနခါပကွက်လေးနဲ့အမြဲတမ်းရှိနေတတ်လို့သူမနာရောက်လာတိုင်းတနခါနှံလေးလည်းရနေတတ်ပါတယ်
ကိုကသူကြတော့ကိုယ့်အိတ်ခမ်းနဲ့ကိုမထားပဲနဲ့သူများတွေကြောက်အောင်နေကားတိတ်ကြီးမှထားတယ်ငါစိတ်ကူနဲ့ငါဘက်မှထားမင်းဒီမှာနေတတ်အောင်နေဟိုဟာဖြုတ်ပါဒီဟာရွှေ့ပါရီနောက်လာမပြောနဲ့တိသားပဲဒီတိုင်းပြောမယ်ဆိုတာဒီကော်ဖီပြန်ယူသွားနောက်နေ့တွေလည်းလာမပို့နဲ့ညဘက်ငါမတောက်တတ်ဘူးလက်တော့လေးဖွင့်ကော်ဖီဝက်လေးချပြီးဘလောက်မိုက်လဲနာပြီးကိုကစီဂရက်လက်ကြားညက်ပြီးအလုံးလုံးနေအရန်ချောတာပဲညာခဏထိုင်ကြည့်မယ်နော်ဟေးသွားဘာကိစ္စဒီထဲမှာတွားထွက်မင်းထိုင်ကြည့်အောင်ငါမင်းသားမဟုတ်ဘူးကိုကလည်းပြီးရပဲအဲ့လောက်ဆက်ခါမဖြစ်နေနဲ့ပြောပြလဲထွက်လိုက်လေသူမလက်ထဲကော်ဖီပကံကိုတိုက်ချလိုက်တယ်လို့ဖြစ်သွားတာဟာသွားပြီမှောက်ကုန်ပြီဟေးမစွဲလိုက်နဲ့လေအပြစ်လောက်ပြီးမှထိတ်ထိတ်ပြပြတွေဖြစ်ကဟိုဟာဆွဲဒီဟာဖဲနဲ့ပိုရှုပ်ကုန်နဲ့ပရင်းထုတ်ထားတဲ့စာရွက်အထက်မှာကော်ဖီတွေပေးကြံရွှဲကုန်ကနင်းကရန်ရှမ်းလာခဲ့အာလက်ထောင်ခွေးလေးကနေစောင့်ကနေဆွဲခေါ်လို့အခန်းတောင်မှာရက်ထားခိုင်းလိုက်ပြီးဒီတော့မပြန်ချင်တာမင်းဒီမှာရက်ပြီးနေရွက်ဆွဲထိုင်ထ90လောက်ငါးစာရွက်တွေပြက်စီးကုန်တဲ့အတိပြစ်တံပဲ90တောင်သူမအပြစ်လုံးမိမှန်လဲသိပါတယ်ကာယံမျက်နှာငယ်လေးနဲ့လက်လေးရှက်ပြီးနေရွက်ကင်နေပြီးတော့ထိုင်ထားလှုပ်ရှားတယ်။နေမွန်းတာစိတ်တူနေစေပြက်ကကော်ဖီတွေပေးကုန်တဲ့စာရွက်တွေကိုတရွက်ချင်းပြန့်ယူပြီးတောက်ခေါက်တယ်။အမလီဒီမှာသူများလဲညောင်းရသေးရဲ့တောက်ခေါက်နေတာမပြီးတော့ဘူး။ဘာကိုတကယ်စာနာစိတ်ကိုမရှိဘူး။ဟုတ်တယ်မင်းတို့လည်းတက်တာခွင့်မပေးနိုင်ဘူး။ထိုင်ထားလှုပ်ခိုင်းတာ။ကွေးကြည့်ဆန့်ကြည့်လှုပ်ခိုင်းတာမဟုတ်ဘူး။ထိုင်ချပြီးမှပြန်ထတေချာရက်မိပြီးမှပြန်ထိုင်ချပြောသလိုမလုပ်ရင်ဒီအခန်းထဲမှာမင်းမိုးလင်းသွားလိမ့်မယ်ဘလို့ထိုင်ချပြရမယ်ပြီးမှပြန်ထဟုတ်လားထိုင်ချပြန်ထဆိုတာလွယ်လေးလားပြီးတော့အခါ90တောင်သူ့မှာပဲဒေါသရှိရကြလို့နေရောကင်ထားတဲ့လက်တွေစံကြသွားကຫນွေမွန်းတဲ့ဘေးကိုချက်ချင်းရောက်လာပြီးလာကိုအဲ့လိုဆဲခါပဲလှုပ်ပြကာယံဆဲခါတိုးလှုပ်ပြီးမယ်လာစမ်းမှာလှုပ်ချင်စမ်းမှာသူ့အသားမဟုတ်တိုင်းမဆာနာနဲ့လူငတုံးမှတ်နေလားလုံးဝမလုပ်တော့ဘူးဒီခန်းထဲမှာမိုးလင်းတော့ဘာဖြစ်လဲဟေးကာယံပြောတယ်လို့ဖို့ဆုံးဖြတ်လိုက်သည်နဲ့နေရာပြန်သွားကကျမ်းပေါ်မှာတကယ်လဲချလိုက်တယ်အရွယ်ရောက်ပြီးမင်းကလေးတောက်နဲ့မတူပဲအလွန်ဆိုးတဲ့ကလေးစိုးလေးနဲ့နှွေမွေးတဲ့နှုတ်ခမ်းတွေပြုံးရောင်တန်းသွားတယ်အဲဒီခဏလေးတွင်မှငေးကြီးလိုက်မိတဲ့သူမရဲ့ချစ်စပယ်ပုံလေးကကဘာပေါ်မှာနှစ်လက်ဖွဲအကောင်းဆုံးပုံရိပ်လေးတစ်ခုဖြစ်နေမလားပြောက်ွယ်ခဲ့တာကြာပြီဖြစ်တယ်နှစ်သက်မြတ်နိုးတဲ့ခြေနဲ့ပြုံးတို့သူပြန်ရခဲ့တာလေဒါပထမဆုံးစလီပါဖနက်လေးစီးပါစို့ဟုတ်ကဲ့ကိုတန်ရှင်းလုံးနေနဲ့ခြံရှိရဖြတ်သွားတယ်ထီတဲ့ဖွင့်သွားတဲ့တဲ့ချင်းနားထဲမှာချိုဤသွားတယ်ထီတဲ့ကတရွေ့ဝေးသွားတော့မကြားတော့ပါကာယံလက်ထဲကဖုံစုပ်ဆက်ကိုပြစ်ချကအင်းရှိပြေးထွက်တယ်ထီတဲ့ကိုခေါ်လိုက်ဖို့ရည်ရွယ်ချက်ကဒေါ်သိငင်းမြင့်အသေးတန်လိုက်တာခြံပြင်ထွက်တာမမီလိုက်ပါအဲ့ဒီချိန်မှာထီတဲ့အဝေးရောက်သွားပြီဖြစ်လဲဒေါ်လေးကဘာလုပ်တာလဲဒီမှာထီတဲ့လို့ကာယံတချင်းကိုဆွဲကခုံဆွဖြစ်အောင်អော်ပါတယ်ဒါမဲ့ထီတဲ့ကသူတချင်းတန်နဲ့သူမကြားပါဒေါ်သိငင်းမြင့်ကာယံလက်ကိုလက်တစ်ဖက်တည်းနဲ့တွန်းထိုးခေါ်ရကခြံတကားကိုပါတော့ခတ်ပိတ်လိုက်ရတယ်ညွန်းမွန်းတဲ့တကားကိုအမြဲတမ်းတော့ခတ်ထားဖို့မှာထားတာပါဖြန်းချထားတဲ့စပင်တွေကိုဘယ်ညာရမ်းခပြီးရီလို့ရီဒေါ်သိငင်းမြင့်ကောင်းခါရင်းနဲ့နောက်ပြီးမိဖို့ကံပဲထွက်လာခဲ့မိပါတယ်ဒီမင်းကလေးနှွေမွန်းတဲ့ကိုများသဘောကျနေလေသလားမထော်မနှမ်းတွေမဖြစ်ပါစေနဲ့ဗျာဒီယောဂသည်လေးကိုမကောင်းတဲ့အကြောင်းကံတွေထပ်မဖြစ်ပါစေနဲ့သူမှဆူတောင်းလိုက်ပေမဲ့ကာယကတော့တချင်းဆိုလိုက်ရီလိုက်ပါတချင်းဆိုနေနဲ့လေကားထိတ်ကိုလန့်ကြည့်ကကိုလားသူမမြင်လိုက်တာလူရိတ်ဒါမဲ့မေးကြည့်တော့တွန့်ပြန်တယ်မကြောက်လက်ရန်တစ်ဖက်ကိုကင်ကလေကတစ်တွေပေါ်ပြေးလွှာတက်သွားမိကကိုဘလို့လုံးဝင်သွားလဲကာယဖို့မဟုတ်ပါလားကာယကဲမို့မှားလိုက်တာလေမင်းနေနဲ့လေကားတစ်ကိုရောက်တော့တက်ပြင်းချတန်ကြီးကြားလိုက်ရလို့ခြာကနေလှည့်ကြည့်လိုက်တယ်ကိုနောက်မှာလေကားပဲရှိတာဘာရှိလို့လဲကာယသူမတယောက်တည်းဘာတွေကြားနေရလဲဟိုဘက်လှည့်ကြည့်ဒီဘက်လှည့်ကြည့်နဲ့တယောက်တည်းခြားလဲနေပကြီးကားကနေမျက်လုံးအဖြတ်မှာတခုခုတတိထားလိုက်မိရဲ့ကာယမျက်လုံးတွေပကြီးကားပေါ်ပြန်ရောက်သွားခဲ့တယ်ပုံထဲမှာတောင်းမက်စွာရက်နေတဲ့အမျိုးသမီးကသပင်တွေအုံခဲကိုဒီတိုင်းဖြန့်ချထားတာပြီးတော့လက်နှစ်ဖက်ကဘေးကိုအနှဲငယ်ကားနေလို့တခုခုအမြင့်ပေါ်ကနေကိုယ်စီခုံချလာတော့မဲ့ပုံဖြစ်နေတယ်
ကာယံအဲ့ဒီပုံကိုစူးစိုက်ကြည့်နေရင်အနာကက်သွားမိရဲ့ဒီပုံကခေါင်းပြက်ကြီးမဟုတ်ဘူးလားဟုတ်တယ်ခေါင်းပြက်ကိုကင်ထားတာပဲမျက်တောင်တွေခန့်ရင်းနဲ့မရမကစဉ်းစားတော့ပုံဟာကပေါ်လာတယ်ဒါမဲ့ကိုပုံလဲပြီးတော့ချိတ်ထားတာနေမယ်ကိုဘာသာရေရွတ်လိုက်ပြီးမျက်နှာလွှဲတယ်ဒါမဲ့ဒီပုံကြီးအပေါ်မှာစိတ်မတိုးမတန့်ကြံရင်လက်ပြန်လဲကြည့်မိပြန်တယ်ပြီးတော့ပုံရှိကိုပြန်ရောက်သွားကဖြုတ်ချသိမ်းလိုက်ဖို့လက်နှစ်ဖက်နဲ့မကင်လိုက်ရင်အမလေးပကြီးပုံတွေကမျက်လုံးတွေကရှင့်တက်နေတယ်နှုတ်ခမ်းတွေကပြုံးနေတယ်မဟုတ်ဘူးခုနတည်းကဒီတိုင်းပဲခေါင်းခနေပေမဲ့သူမမျက်လုံးတွေကရွှေ့ဖယ်လို့မရတော့ပါဟမ်ကာယံမစုံနဲ့လေနှွေမွန်းတဲ့အလန့်နဲ့ကြားလမ်းအောင်မိရဲ့လေကားတိတ်မှာကာယံပကြီးကိုမှောကြည့်ပြီးနောက်ကိုစုံနေရဲ့နောက်တလန်းစုတ်တာနဲ့ခြေလွတ်လက်လို့ကြတော့မှာမို့သူကင်ထားသမျှပစ္စည်းတွေအကုန်လွတ်ကြကုန်ကလေကားပေါ်ပြေးတတ်တယ်ဒါမဲ့ကာယံအာလေကားကလက်ရန်တစ်ဖက်တည်းနဲ့ကြောင်လီကကာယံကိုစီးပွေးလိုက်တာနဲ့ကျလာတဲ့အချိန်ကြောင့်နှစ်ယောက်စလုံးလုံးထွေးလိမ့်ကျလာတယ်အမြင့်ပေါ်ကနေကာယံပြုတ်ကျမသွားအောင်ထိန်းလိုက်နိုင်တော့ညာနောက်ဆုံးတစ်ခွေမှာကာယံကိုလေလွတ်ထွက်သွားပါတယ်လက်ကိုဖမ်းမိလို့သူအမိရဆွဲတယ်ဒါမဲ့သူစူးစမ်းသမျှကာယံပြုတ်ကျမဲ့အချိန်ကိုထိန်းလိုက်နိုင်ုံသာရှိလျက်သူဘလို့နေသေးလဲဆရာခေါင်းနဲ့ထိသွားတာပါချုပ်ဖို့မလို့မချုပ်လိုက်ဘူးခြေတွေလက်တွေထိခိုက်မှုရှိမရှိရတော့သူနိုးလာမှသိရမှာလက်ရင်းနဲ့တိုက်မိပြီးနဖူးတောင်ကွဲသွားတဲ့လူကကိုနဖူးလေးချက်ချိုးလိုက်ရတာကိုမဟုတ်ဘူးပဲမိန်းကလေးကိုလာပူနေတော့ဆရာဝန်ကပြုံးပြီးပကုံးကိုပုတ်တယ်ခဏလက်ပြင်ကျော်လဲညှက်သွားတယ်မို့လားအဲ့ဒါလေးတေချာလေးချင်ကန်လုံးတော့မိန်းကလေးကအခြေအနေကောင်းမဲ့ပုံပါပဲဒေါ်သိငယ်မြင့်ဟာနှွေမွန်းတဲ့ကိုငေးဆိုင်ကြည့်နေခဲ့ပါတယ်သူမအဆဆုံးမမြင်လိုက်ရပေမဲ့အော်ဟဲတန်ကြလို့ပြေးထွက်လာတော့နှစ်ယောက်စလုံးထွေးပြီးတလေးကောက်ကြီးကျလာပြီးဖြစ်ပါတယ်။ကာယံကိုလွတ်ထွက်မသွားအောင်ဘလို့စုပ်ဖမ်းထားခဲ့တယ်လဲဆိုတာသူမမြင်ပါတယ်။လွတ်ထွက်ပြုတ်ကျချိန်မှာတော့ကာယံနာမည်ကိုခေါ်လိုက်တဲ့နှွေမွန်းတဲ့ရဲ့အော်တန်ပြီးတော့လက်မောင်းတစ်ဖက်ကိုနှိပ်ထားရင်ကာယံစီဘလို့ကြော်ချကြော်လွားသွားတယ်လေဘလောက်ဆိုရင်အမတ်တွေပွေယူခေါငင်နေတယ်လေအားလုံးကိုရုပ်ရှင်ပြကွက်တွေကိုမြင်နေမိတယ်။ကာယံကိုအခန်းထဲပွေခေါ်သွားတာဆရာဝန်ကိုခုချက်ချင်းလာခဲ့ဖို့ဖုန်းခေါ်နေတာဒါရီမှာဟန်ဆောင်မှုမိနေခဲ့တဲ့နှွေမွန်းတဲ့ပါဒီလူရဲ့မောင်းမှာထောင်လွှားခြင်းတွေဘယ်ပြောက်ကုန်တာလဲအရေးကြုံလာတော့သတိလက်လို့ပွင့်ထွက်လာတာလားဒါမှမဟုတ်အစကတည်းကဖုန်းဖိဟန်ဆောင်နေခဲ့တာလားဘာမှအကဲခတ်မရခဲ့ပဲစမ်းကြက်လုံးနဲ့ကန်ကြမှာလက်ကွက်ဆန်းတွေကိုငုတ်တုတ်ထိုင်ကြည့်နေရတော့မှာအခုချိန်မှာဘသူအတွက်ဘသူဟာဘာမှမတက်နိုင်တဲ့အချိန်ဒါမဲ့သူမစာရီရေးထားခဲ့တယ်အစာလက်မခံရင်တော့အခုတော့လက်ခံကောင်းပါရဲ့လို့တွေးလို့ဆရာဝန်ပြန်သွားတဲ့အချိန်မှာနှွေမွန်းတဲ့ရှိရောက်အောင်သွားခဲ့ပါတယ်ပြီးတော့သူမရေးထားတဲ့တောက်လျှောက်စူးစမ်းခဲ့သမျှဝိညာဉ်နဲ့ပတ်သက်ပြီးဆရာသမားတွေပြောသမျှဟောသမျှအကုန်လုံးကိုဖတ်ကြည့်စီပြီးအတိတ်ပဲမရှိတာခမကျုပ်ကိုဘာထင်နေလို့လဲကျုပ်ဒေါသထွက်လို့ပြောခဲ့တာသူ့အလောင်းကိုဖျောက်ဖျက်ဖို့သွေးစွန်းနေရတွေကိုစွန့်ပစ်ခဲ့တယ်ဒါပဲအတူမနေကြလို့တောင်မှတက်ပစ်ခဲ့တဲ့ကိစ္စဘာကိစ္စနဲ့ကျုပ်ကချုပ်ထားရမှာလဲရှင်းပြချင်တာလားဘာလို့ဒေါသထွက်နေရလဲမသိဘူးတယောက်တည်းအော်ဟစ်ပြောဆိုနေပြီးလဲပင်းညစ်တက်တော့မဲ့ခြေလမ်းမျိုးနဲ့ဒေါ်တင်ငင်မြင့်ရှိကိုတိုးလာကတရဲကိုနီးကချဲပြီးခမားတို့ကို6လန့်ပြောနေကြတာဘာအင်အားနဲ့တရဲကတရဲပဲသူ့ဟာသူဘာကောင်ဖြစ်လာလားလူဒုက္ခပေးနိုင်တယ်ဆိုတာလက်ကဒေါသအဆိုင်ခဲလားအခိုးငွေလားဆိုတာမသိပါဒီပကြီးကားရှင်မှာကာယံရက်နေခဲ့တယ်ကြည့်ပြီးတော့ကြောက်နေရလဲသူမြင်တယ်ဘာအတွက်ကြောက်တာလဲပကြီးကားကိုဆွဲဖြုတ်လိုက်ပြီးလေကားလက်တန်းထိတ်နဲ့ကန်ရိုက်ပစ်တယ်သူတာကိုဆွဲခဲ့တာလေတတိယလွမ်းစွလို့မဟုတ်ဘူးဆွေးမြေ့ကြေကွဲခဲ့တာလည်းမဟုတ်ဘူးကိုလို့ရဲ့အတွက်အမြဲတမ်းတတိယကျေနပ်နေချင်တာပကြီးကားဘောင်တွေပြုတ်ထွက်ကုန်ပြီမဲ့ကင်ဘက်ဆာကဘာမှမဖြစ်ပါအားလုံးကိုစုလုံးကင်ချုပ်ပြီးခြံနောက်မှာပြစ်ချတယ်ပြီးတော့အရက်ပလင်းကိုဆွဲထုတ်လာပြီးအဲ့ဒီပေါ်မှာရိုက်ခွဲပစ်ပြီးမီးချစ်ကိုပြစ်ချလိုက်လီမီးတော့တွေဟုံနဲ့တက်လာတယ်သူအတန်ကြာရက်ကြည့်နေပြီးမှပြန်လဲလာခဲ့ကမြဲတဲ့စိတ်ဒုက္ခပေးတဲ့မိမချုံနောက်ခံထားလို့ဒေါသကြီးနေတယ်တဲ့အနေကြလာလို့ဒီနေရာမှာပျော်နေပြီတဲ့ဒီကိုဘသူကချုပ်ထားလို့လဲသူဘယ်တော့မှဒီလိုလုပ်ဖို့စိတ်မကူးခဲ့ပါပျော်နေတာနဲ့ပဲပေးနေရအောင်ဒါကတရေကီဟာလားဒေါသတွေဘာမှလဲဆိုတာပြစရာမရှိပါဒါမဲ့ဘာလို့ဘလို့ပေါက်ခွဲပြီးမယ်ဒေါသလိုင်းတပူကညင်တက်တဲ့မရှိပါဘယ်ရောက်လာတဲ့ဒေါသတွေလဲကိုကပတ်တီးနဲ့ဘာဖြစ်လာလဲ
ဘာမှမဖြစ်ဘူးသူဖုန်းကင်နဲ့ထွက်လာတော့ကိုင်ကနောက်ကနေပါလာပါတယ်ကိုဟေးမစွဲနဲ့လေလက်ကိုဆောင်ဆွဲလိုက်လို့လွတ်ကြမတဲ့ဖြစ်သွားတဲ့ဖုန်းကြောင့်နှွေမွန်းတဲ့ပြားများသွားတယ်ဘာလာဖြစ်နေရလဲနင်းကရင်ငါတခုလုံနေရင်အနားမလာနဲ့ကိုကအမြဲတမ်းတခုလုံနေတာဘယ်ချိန်အနားလာမှာလဲဘယ်ချိန်မှမလာနဲ့မင်းနဲ့ငါပြောဆိုဆွေးနွေးကြဘာမှမရှိဘူးကိုလည်းခေါင်းမှာဒဏ်ရာရထားတယ်ကာယံလည်းခေါင်းနာနေတယ်ဒေါ်လေးကပြောတယ်ကာယံကလေကားပေါ်ကလိမ့်ကြတာတဲ့ကိုကဘယ်ကလိမ့်ကြရလဲခေါင်မိုးပေါ်ကပါဇက်တဲတွေ့ရပြောချလိုက်တော့မျက်လုံးပြူးတယ်ဟဲခေါင်မိုးပေါ်ကပြုတ်ကြတာဒီတိုင်းနေနိုင်တယ်ကိုဘာမှမဖြစ်ဘူးကာယံအံ့ဩနေတော့အိမ်ရှိကဘဲမိတန်းကြားလာတယ်သူမပဲအိမ်ရှိကိုရောက်သွားကဘာကိစ္စလဲဘသူနဲ့တွေ့ကြလို့လဲပြင်မာရက်နေတဲ့ဒေါ်ခင်စိတ်တူသွားတယ်ဒီုံမြင်လို့တီချုံထွင်ကြတာဒီတူဝကြီးတွေနင်မွန်းတဲ့ချမ်းသာနေပြီမှန်းသိလို့တရေမကိုအကြောင်းပြပြီးတွေ့ကက်နေကြတာခုတော့အိမ်ပေါ်မှာအခန့်သားဖြစ်နေကြပြီပေါ့မင်းနေတာဖြစ်လီဒေါ်ဘာမှမဖြစ်ပဲနဲ့ဒီကတကားဖွင့်ပေးမယ်မှတ်နေလို့လားဘေးဖက်နင်မွန်းတဲ့ရောက်လာပြီးတကားဆွဲဖွင့်တော့ကာယဒေါ်ခင်ကိုကြည်လိုက်နင်မွန်းတဲ့ကိုကြည်လိုက်နဲ့သူကကိုမမီလာရင်သူတို့ကူညီပေးဖို့ခမ ्या ကိုခေါ်လိုက်တာဘလို့ကိုတော်အိမ်ပေါ်လောက်ခိုင်းနေတာထားပါဦးဒီလူတွေကိုကူညီဖို့ဆိုတာမလွန်လုံးဘူးလားသူကလက်တစ်ဖက်မရှိတော့ဘူးဒေါ်တင်ငင်မြင့်ရဲ့အင်ကြီးအစုံခောက်ချနေတဲ့လက်စီအခုမှကြည့်မိပြီးတန်အန်တော်တွေဖြစ်သွားမိရဲ့ကာယံဘာဖြစ်နေရလဲဆိုတာပါနွေမွန်းတဲ့ကပြောကအတူတူနေတက်အောင်နေပါအထူးသဖြင့်သူ့နားမှာနေဖို့ကာယံကိုဒုက္ခပေးဖို့ကြက်နေတယ်လို့စိတ်ထဲမှာခံစားနေရတယ်သူမတကူဖြစ်သွားနိုင်တယ်လို့ပဲထင်နေတာလောလောဆယ်မှာဘဲအန်ဒီရဲ့ဘသူအရေးအကဲမှမသိပဲထင်တယ်လို့ပြောဆိုနေထိုင်တာသူမပဲရှိတယ်ဒါပေမဲ့အန်ဒီရဲ့ကြီးနေတာသူမသာဖြစ်နေတယ်ကာယံကိုယူနေတယ်လို့ကိုကပြောလိုက်တာလားကိုကာယံမယူဘူးနော်ကာယံအားလုံးသိတယ်ကိုမသိတာတွေတော့မှကာယံသိတယ်ကာယံကိုအရန်ချစ်တာလေညွန်မွန်းတဲ့ခြေလန်းတုံသွားတယ်ကာယံကသူ့နောက်ကနေခါးကိုတိုင်းဖက်လိုက်ကကိုတားရဲဆက်တာပဲသိလားခိုင်းကိုယူနေတယ်ဆိုပြီးတော့အနာကပ်မခံတာဒီကတော့သူဘလောက်စူးစူးငေါငေါချစ်လိုက်ရတာနှွေမွန်းတဲ့နေရာမှာရက်နေရင်ကဘာကြီးပါရဲတန့်သွားလို့ခံစားလိုက်ရတယ်ပြီးတော့သူ့ရဲ့ဝဲဘက်ရင်အောင်တင်းမှာလိုက်ခါနေတယ်သူမစိတ်ဝေဒနာရှင်ပြီးတော့ကိုတိမ်မုန်းခဲ့တဲ့မိန်းကလေးဒါပေမဲ့သူမရဲ့အထီးတွေမှာသူခံစားတက်ခဲ့ပြီးလက်တူဟာသူမဖက်တွယ်ထားတဲ့လက်ခွန်လေးတွေပေါ်ထပ်အုပ်ကိုင်းနေပြီးတော့ဖြီးလေးစွာဖြုတ်ချပစ်လိုက်ပြီးထပ်လိုက်မလားနဲ့အစဘလို့ချင်းတွေပဲရှိခဲ့ပါစေအခုချိန်မှာတက်တူရွယ်တူလည်းဖြစ်စကားပြောပေါ်လဲတိုးလာတာမို့ဒေါ်တင်ငင်မြင့်တက်ကြွနေပါတယ်ဒေါ်ခင်အနားရောက်လာတာနဲ့စာရီရေးပြပြန်ပြောတာကိုနားထောင်မမောနိုင်အောင်ဖြစ်နေရင်လည်းဒီမိန်းမဘလို့စိတ်တက်ကားရိုက်တာရှိတယ်ဆိုတာကိုပါသတိမရနိုင်ဒေါ်ခင်ကလည်းဒီကိုလာကြတဲ့အကြံနဲ့ဖြစ်ပါတယ်မိမသားမို့တရေတော့ကြောက်ပေမဲ့ကိုတယောက်တည်းနေရတာမှမဟုတ်ပဲကိုအကြံနဲ့ကိုဒေါ်တင်ငင်မြင့်ကိုဒုက္ခရောက်နေပုံတွေကိုသိရလို့စိတ်ထဲကကြိတ်ပြီးကျေနပ်နေမိပါတယ်ဒါပေမဲ့နှုတ်ကမူစိတ်မကောင်းလိုက်တာမသိင်ကြီးရဲ့သူကတရေဖြစ်သွားပြီကိုမြမရဲ့အတော်ရဲ့ဘယ်သိတော့မလဲနေ့တွေ့ရလဲကြားပြီလေဒါနဲ့နေပါဦးကာယကသူ့အမကတော့သူ့ကိုမချောက်လောက်ဘူးလို့ယုံကြည်နေရလားဒေါ်တင်ငင်မြင့်ပြပြလဲဖြစ်သွားတယ်အဲ့လိုကြီးလားမသိင်ကြီးတို့အတော်လန့်နေပုံပဲအေးပေါ်လေးဒီလောက်တောင်မှဖြစ်ထားတာကိုဖဲပါမသိင်ကြီးရဲ့ရဒုက္ခိတဖြစ်တမင်ပြောထားလိုက်ပြီးမှအာနာသလိုရှိပြီးဖုန်ခါတန်ကိုလက်နှစ်ဖက်ထဲမှာစုပ်ကိုင်းနေစိတ်မဆိုးနဲ့တော့ဂယုဏဒေါသနဲ့ပါအေးစေးထိုင်နေပါရှင်ကျမလာတာကရှင်တို့ကိုကူညီဖို့ပါဒါမပြောချင်ပေမဲ့ပြောလိုက်ရပါတယ်နှွေမွန်းတဲ့ပါဇက်ထဲမှာကအိမ်ပေါ်လုံးလုံးဖြစ်နေတာမို့ဒီလိုပြောချင်းမပြောချင်းကဘာမှမထူးပါဒီနေ့ကစပြီးချက်ပြုတ်တာရောအိမ်တန်ရှင်ရေးလှုပ်တာရောကျမပဲတာဝန်ယူမှာမြဲတမ်းလိုက်အားနာနေလို့ဘယ်ဖြစ်မလဲဟုတ်တယ်မလားကျမလုပ်နေတာကိုမသိင်ကြီးအားနာဟိုဝင်ပါဒီဝင်ပါလို့ကျမအလုပ်မှာနောက်ဆက်ဖြစ်လာတော့အခုနလိုပြောမိဆိုမိတာဖြစ်မယ်အဲ့ဒါကြောင့်အေးဆေးနေပါလို့ပြောတာနင်တို့အလုပ်ကြွေးပြုတ်ကျင်လို့ထိနေသလားမိသိင်ကြီးရေငါမှအကြံနဲ့ငါလိုချင်တာရပြီးရတယ်ဒီမှာတနားလေးတရက်လေးတောင်မှမနေဘူးငါသွားမှာစိတ်ထဲမှာချင်းဝါချက်နဲ့များပြားနေတာဒေါ်ခင်မျက်နှာရမဲ့သွားလိုက်တင်းသွားလိုက်ပြုံးပြီးဆိုတော့ချိုးဤနေတာကျမအလုပ်လုပ်ရင်နှစ်ယောက်မလုပ်တတ်ဘူးအဲ့ဒါကြောင့်ပြောတာပါဘာဖြစ်လို့အလုပ်လုပ်ရင်ဝင်မပါဖို့ကြီးပြောနေတာလေရှင်းရှင်းဝင်ခံရရင်ကျမအလုပ်ပင်ပန်းလာရင်မဲတတ်တယ်တင်ကတော့တွေးနေမှာပေါ့
ဒါလေးတွေကိုပဲရေးကြီးခွင်ကျဲလုပ်နေတယ်လို့ဒါမဲ့တန်ရှင်းလေးလုပ်ဖို့ကြည်ကြည်နက်နက်ကြီးတာဝန်ယူနေတာဘာကြောင့်မို့လို့လဲဒေါ်ခင်ခင်စိတ်ထဲမှာတိမ်ငယ်ခြင်းတွေရန်လိုခြင်းတွေတက်လိုက်စီဖြစ်ပေါ်နေခဲ့ပါတယ်ဒါပြင်နှွေမွန်းတဲ့ကိုမတော်လန်နိုင်တဲ့စိတ်ကတင်းကွယ်တာနဲ့ငါထင်းတယ်လို့လှုပ်ပြမယ်လို့ကြိမ်ဝါမိတယ်လို့အကြံစီကိုအကောင့်ထဲပေါ်ဖို့အတွက်ကတအိမ်လုံးကိုချီကိုလည်းဖြစ်နေဖို့လိုသေးတယ်လို့တွေးမိရလဲရှိပါတယ်အမလီလမ်းလိုက်တာနှွေမွန်းတဲ့ရဲ့အတမပေးနဲ့မမကြီးရက်ပြီးရောခဏကြိတ်ကြံနေရတွေရှိလို့လန့်သွားနေမှာပေါ့အမလီတော့ပေါက်ပေါက်ရှာရှာရင်ထဲမှာတော့ဒိန်ဒိန်မြည်သွားတယ်နှွေမွန်းတဲ့ကမျက်မှောင်ကုပ်ပြီးစိုက်ကြည့်ရဲ့ပြီးတော့ဘာဖြစ်ဖြစ်ဂယုမဆိုင်တဲ့မျက်တောင်တစ်ခန့်နဲ့တစ်ဖက်လှည့်သွားတာခမပတ်ဆိုင်ကိုင်းရမယ်ခမတို့လားစာပြီးမှာဒီငွေကအိမ်စိမ့်နဲ့သူတို့အတွက်အသေးသုံးပဲဆိုချင်တာခမသုံးခွင့်မရှိဘူးပေါ့ဒီလိုလားစကလုံးနေနဲ့မောကြည့်လိုက်တော့နှွေမွန်းတဲ့ဟာခေါင်းညိတ်ပြီးအဲ့ဒါတလားစိတ်ပဲခမကိုအကျိုးအတွက်တပြားမှသုံးခွင့်မရှိဘူးဟုတ်ပါပြီမသုံးနဲ့ဆိုလည်းမသုံးဘူးပေါ့မရှင်းတာတခုလောက်မေးပြစီအောင်ဒီကောင်မလေးကိုမင်းကပြန်ပြီးတော့ပေးဆက်နေရလားအစတော့ဟာမုံလွန်းလို့အရေးကြိုတောက်ပြစ်မဲ့အတိုင်းအခုတစ်ခေါက်ကြတော့ခမကိုလိုအပ်တာရှိလို့ခေါ်လိုက်တာနားမလဲတာတွေရှင်းပြပြီးဖို့ထိုင်ဆောင်နေတာမဟုတ်ဘူးဒါပေမဲ့ငါလည်းဒီမှာနေရမယ့်လူပဲလေတချို့ကိစ္စတွေကိုတော့နားလည်ထားဖို့လို့မလိုဘူးဟဲ့မျက်နှာရှိမှာစာအုပ်ကြီးထိုးဝင်လာလို့စက္ကနဲ့နောက်လင့်သွားရင်လှည့်ကြည့်မိရဲ့ဒေါ်သိငင်းမြတောင်းမှန်တဲ့မျက်နှာဖြစ်လျက်သူမရေးထားတာကိုဖတ်ခိုင်းနေလို့စိတ်တူတူနဲ့ဆွဲယူကြည့်မိရဲ့ရှင်တခုကိုရှာနေရလားဒေါ်ခင်ခင်ဖတ်ပြီးရနဲ့ပြန်ဆွဲယူတာတခုခုရေးပြန်တယ်ပြီးတော့ပြန်ဖတ်ခိုင်းတယ်ရှင်ရောက်တဲ့အားရှာနေတာမြင်လို့ပါဒေါ်ခင်ခင်စိတ်တူသွားတယ်စကားမပြောတတ်တဲ့အပြင်ကန်းနေလိုက်ရင်ပိုကောင်းမယ်ကို့ဘာသာဘာရှာရှာပေါ့မမင်းနိုင်တာတော့မှစာရေးပြီးလာမင်းနေသေးတယ်ဘလောက်တောင်ဆက်စုတယ်လဲဆိုတာမပြောချင်တော့ဟွန်းမဟုတ်တဲ့ကြောင့်ဒေါ်သိငင်းမြင့်ကခေါင်းခါလက်ကပြရင်တခုခုရှင်းပြတော့မလို့စာအုပ်ကိုဖြတ်နေသေးရဲ့ဒေါ်ခင်ခင်ကမနေ့တနေ့ပုံစံနဲ့လုံးဝချားနာနေခဲ့လေဒေါ်သိငင်းမြင့်လက်ထဲကစာအုပ်ကိုဖြန်းကနေရိုက်ချပြလိုက်တယ်ပြီးတော့ခါထောက်ပြီးတော့ရှင်တော်တော်မျက်နှာပြောင်တိုက်ပါလားဒီအိမ်ပေါ်မှာဆက်နေခြင်းတော်သလိုနေမဆက်စုနဲ့ဒီမိမဒီလိုអော်ပါတယ်လို့ဒီလိုပြောပါတယ်လို့လေຫນွေမွန်းတဲ့ကိုသွားတိုင်မှုစိတ်မကူနဲ့လာရဖြူရှိနေတော့ဟာတော့ຫນွေမွန်းတဲ့ကကျမစကားတခွန်းဆိုတခွန်းပဲလင်မယားကြားမိခင်ခင်ဘလို့ဝင်ပြီးလောက်ခါချပြစ်တယ်လေမတိသိရင်မှတ်တာကိုမယားကိုပြန်တက်ပြစ်တဲ့ထိဖြစ်တာဘာကြောင့်ထင်တယ်လဲဒေါ်တင်ငယ်မြင့်မျက်လုံးအပြူသားနဲ့စားအုပ်ပါလောက်ကျသွားတယ်သူမရှင်းပြချင်တာကဒေါ်ခင်ခင်ကိုဟိုရှာတီရှာလုပ်နေသူမတင်ထားခဲ့တဲ့သပင်တွေနဲ့ဓာတ်ပုံအထုပ်လေးကိုဆွဲထုတ်လိုက်မိမှာစိုးရင်လိုပါဒါပြင်ဒီအိမ်ကပစ္စည်းတွေကိုဘာမှဖော်ယူတူးဆွားလို့မကောင်းဘူးဆိုတာလေပြောပြကြလို့အခုတော့မထင်မဲ့ပဲဒေါ်ခင်ခင်ဇယိုက်မှန်တွေကိုထပ်သိလိုက်ရလို့အလွန်မင်းတုံ့လှုပ်သွားခဲ့တယ်တကယ်ကြောက်ရမှာကတရေကိုလားဒေါ်ခင်ခင်လားအယူမနဲ့ဒုက္ခိတကိုအလုတ်ကျွေးပြုတ်ဖို့လာနေခဲ့တာအကောင်းဆုံးများမှတ်လို့လူအပါထင်နေလဲမသိဘူးဟွန်းတအိမ်လုံးစိတ်တဆလူသက်သမားနဲ့အယူနဲ့အကျိုးနဲ့ဟွန်းဒေါ်တင်ငင်မြင့်သွားတိုင်ပြောလိမ့်မလားလို့နည်းနည်းလေးမှမပူတဲ့မျက်နှာကဒေါသသဲထန်စွာမဲ့ရွယ်နေလက်ဒီတစ်ပတ်တည်းတွေ့မှဖြစ်မှာမဟုတ်ရင်တော့ငါကားလက်မှတ်ဆုံးမှာဒီကောင်လက်ဝက်လက်စားရီဒီအိမ်တနေရာမှာပဲတင်ထားမှာပါလာရိပ်ဖြူတစားစီမဆုပ်ဖြဲမီလက်ဝက်လက်စားတွေကိုဖြုတ်လိုက်မယ်ပြဿနာပြီးရနဲ့သူ့အချုပ်ထဲရောက်သွားတာပြန်လို့လာပြီးတော့လေဒီမှမနေဘူးဒီပြန်ရောက်တာနဲ့ဒါတွေကိုခုံမင်းထုတ်ကြည့်မန်မောနီယာလည်းမဟုတ်ဘူးတေချာပေါက်တနေရာမှာပုံမပြတ်ရှိနေမိသားအရိညာလာရိပ်ဖြူဘာတွေဝတ်ထားတယ်လဲဆိုတာမတွေးနိုင်တော့ပေမဲ့မိဘအမွေဆိုပြီးဖြူမတ်မတ်မော်မော်ဝတ်နေတဲ့လက်ကက်ပလဲကုန်းကြီးနဲ့တစ်ဆက်လုံးကိုမျက်လုံးထဲကမထွက်ပါပလဲတန်ကြီးကိုတိတ်နားမလဲပေမဲ့လာလုံးလို့ကိုမှန်မောနေမိတာပြစ်ပါတယ်ပလဲရဲ့အယောင်ကအလုံးကြီးလေအယောင်ထွက်လေဘလို့မကိုမျက်လုံးထဲကဖျောက်လို့မရအောင်လောဘစိတ်ကပင်ပန်းလို့လက်မိုက်ချပြီးမှကမန်ကရန်ပြန်ရှာမိပြန်တယ်ပလဲရောင်ကမျက်လုံးထဲမှာထင်ဟလာကမရမချင်းရှာဖို့တန်နေထိုင်လည်းဖြစ်သွားတယ်တနေရာရှာပြီးရင်ဒီနေရာကိုပြန်ထက်ရှာဖို့မလိုအောင်တေချာမှဖြစ်မယ်ကိုကျွမ်းကျင်နေတဲ့နေရာကိုကိုဘာသာနဲ့ကိုနေရာတွေခွဲခြားထားနိုင်တယ်လာစမ်းဘာနဲ့ပြိနေရလဲမျက်စိရှိကစားအုပ်ထက်ကြားတွေကိုဆွဲနေရင်ဘဝအဖြူစတစကိုဆွဲမိလို့မလျှော့တဲ့ဆွဲနဲ့အတင်းဆွဲနေမိရဲ့အဘော်ဒီစူးပုံထက်နေတဲ့စားအုပ်ဟောင်းတွေဂတ်တူဘူးတွေဆိုတာဘာတွေမှမသိပစ္စည်းများကိုဝိတ်များနေရလားအသာလေးတစ်ထက်ချင်းဆွ
ဆွဲဖယ်ယူလို့လဲရပေမဲ့စိတ်စောကဒေါသပါလာတယ်ကဲဟာတည့်ရနဲ့ဆွဲချလိုက်တာမို့အပေါ်ကပြိုကျလာတာကိုအလန့်နဲ့ကြားမော့ကြည့်လိုက်မိရဲ့ဒါပေမဲ့မျက်လုံးပေါ်ထိမရောက်လိုက်မီစောက်ပုံကြီးနောက်မှရက်နေတဲ့အပြာနုရောင်ကောင်ဝစားနဲ့လက်နှစ်ဖက်ပေါ်လာတဲ့လာရိပ်ဖြူရဲ့ကိုယ်တစ်ပိုင်းကိုမြင်လိုက်ရလို့အမလေးဟက်ကောင်မသေးပါပြီကို့ဘာသာဆုပ်ရှောင်မှုပြန်လိုက်ပေမဲ့မရှောင်နိုင်တော့တဲ့အဖြစ်ကစားအုပ်ထက်ကြီးပြိုကျလာကနဘိုးဆောင်မှာသွေးတွေရဲကနေဖြစ်သွားတယ်ဟမ်ဘာနဲ့လဲဘာနဲ့ထိမိရလဲသွေးတွေတယောက်တည်းဖိန်ဆုပ်နေရင်လေကားထိတ်ထိရောက်လာတယ်ထက်ဆုပ်ရင်ကြတော့မယ်အဖြစ်ကအောက်ကဒရုံဒုံထုတန်ကြောင့်ငုံကြည့်မိကမှအမလီငါကြတော့မှာဇက်ကနေဖင်ရွှေ့လိုက်ရင်လည်းအောက်ကမော့ကြည့်ရင်ထက်မဆုပ်ဖို့လက်ပြနေတဲ့ဒေါ်သိရင်မြင့်ကိုဒေါသလည်းဖြစ်ကြောက်စိတ်တွေလည်းမွေလဲငါတန်ရာရထားတယ်သွားစေးတက်တာသွားယူမြန်မြန်သွားစမ်းဆက်စုမှတင်းငါ့ကိုအောက်ကနေချောင်းနေတာဘလို့ပဲမသိအောင်ရှာလို့မရပါနဲ့နတ်ဘူးမှာပလာစာတွေ့တော့ဖုံးကွယ်ထားလို့မရအောင်ခမရနတ်ဘူးကဘာဖြစ်တာလဲနှွေမွန်းတရားမျက်နှာနဲ့တမ်းမိတယ်ဒီလောက်ကတော့ဒေါ်ခင်ခင်အေးဆေးပါဩဒီလောက်ဖြစ်ချင်တိုင်းဖြစ်နေတဲ့အိမ်ကိုအစပြန်ပြီးရှင်းရလင်းရတာလေဒီတန်ကနဲသေးတာကိုမဲ့လူမရှိဝိုင်းဆွဲမဲ့လူမရှိသူမအမူအရာမပြတ်ဖြစ်သလိုနှွေမွန်းတရားလည်းစိုက်ကြည့်နေတယ်စီဂရက်မီကိုအဲ့ဒီနောက်ကစူးရဲတဲ့မျက်လုံးတွေကိုဒေါ်ခင်ခင်တတိရှိရှိပြိုင်ဆိုင်မကြည့်နိုင်ဒါပေမဲ့သူမမျက်လုံးရောက်သွားတဲ့ကြမ်းကင်းပေါ်မီကိုလွတ်နေတဲ့စီဂရက်ကိုဖုတ်ကနေကျလာတယ်လန့်သွားတဲ့စိတ်ကိုဖုံးပြီးချိန်မရလိုက်ပဲမျက်နှာကိုမော်ကြည့်လိုက်မိလင်နှွေမွန်းတရားစီဂရက်ကိုခြေဦးထိတ်နဲ့ဖိချေရင်နဲ့ဒီအိမ်မှာရှုပ်ရှုပ်ရှက်ရှက်တွေလာမလုပ်နဲ့ဖြစ်လာရင်ကိုဖြစ်ကိုခံမယ်အမလေးလေးမင်းပြောတဲ့ပုံဟာတကောမှထက်မပြောပဲထွက်သွားတော့တထိတ်ထိတ်နဲ့ကြံရစ်ခဲ့ပါတယ်ဘာလဲသိစရာအကြောင်းလည်းမရှိပဲနဲ့ဟုတ်ကဲ့ပါရှင်အခုပရိသတ်များအားလုံးနားဆင်ကြရတာကတော့အချစ်သီးလို့မြင်ရတဲ့ဇလန်းလေးရဲ့အပိုင်း3ပါဆက်လက်ပြီးတော့အပိုင်းလေးကိုစောင့်မျှော်လို့အားပေးနားဆင်ပါအောင်ရှင်ချိန်ပေးနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်